နေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ရဲ့နှုတ်ကဝန်ခံခြင်းအရန်တကိုးပါတဲ့အတွက်ကြောင့်ဝန်ခံပြီးပြီဒါပေမဲ့ဝန်ခံခြင်းတကိုးကိုကျွန်တော်ပြောပြမယ်ပြီးတဲ့အခါမှာအတူတူကဝန်ခံကြမယ်ဒီအတိုင်းဝန်ခံစရာမလိုကိုယ့်အထဲမှာကိုယ်ကကျမ်းမာခြင်းလိုအပ်နေရင်ကျမ်းမာခြင်းကိုစတင်တော့ဝန်ခံရအောင်ငွေကြေးနဲ့ကျွန်တော်တို့ breakthrough ဖြစ်ဖို့လိုအပ်တယ်ငွေကြေးထုတ်ဖော်မှုပိုင်းဆိုင်ရာလိုအပ်မှုရှိနေပြီဆိုရင်ကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တဲ့အရာကိုကျွန်တော်ဝန်ခံမယ်။ဘာဖြစ်လို့လဲဆိုတော့သင်တို့တကယ်လုပ်ရင်တကယ်သက်သေရမယ်။ကျွန်တော်ကဒီ generation တစ်ခုလုံးကိုဒီအစီအစဉ်လေးတစ်ခုမှကျွန်တော်တရားဟောတဲ့သူမဖြစ်ရှင်ဘူး။မြောက်များစွာသောသူတွေကိုလွတ်မြောက်ခြင်းရစေဖို့ဖခင်လိုရှိတယ်။အာမင်။ဆိုတော့ကျမ်းစာလေးတစ်ပိုက်ကိုကြည့်ရအောင်။1:2ကိုကြည့်ရအောင်။1:2ဘာပြောလဲနော်။လူအပေါင်းတို့သည်ကဲတင်ခြင်းသို့ရောက်၍တမန်တရားကိုသိစေခြင်းကဆိုတော့ဘာလဲညီကိုမောင်မတို့စာတန်ကလေသူလူတွေကိုမရစေချင်တာနှစ်ခုရှိတယ်ကဲတင်ခြင်းမရစေချင်ဘူးတမန်တရားကိုမသိစေချင်ဘူးသိချင်မှထားပေးပါနံပါတ်1ကဲတင်ခြင်းမရစေချင်ဘူးနံပါတ်2တမန်တရားကိုမသိစေချင်ဘူးဒီနှစ်ခုကိုရသွားတဲ့လူကအယံလွတ်မြောက်သွားတာအယံလွတ်မြောက်သွားတာနံပါတ်1တမန်ကဲတင်ခြင်းတို့ရောက်တယ်လို့ပြောတဲ့အခါမှာဘယ်ကနေကဲတင်တာလဲဆိုအမှုရာအမျိုးမျိုးကနေကဲတင်တာယေရှုဟာရှင်းပြကျွန်တော်ဆိုရင်ဘာသာထဲကကဲတင်တယ်ဗျာကျွန်တော်ခရစ်ယာန်ဘာသာထဲမှာနှစ်ပေါင်းများစွာဒုက္ခရောက်နေတာခရစ်ယာန်ဘာသာဝင်တယောက်တော့ဖြစ်တယ်အဲ့ဒီခရစ်ယာန်ဘာသာဆိုဘာမှကျွန်တော်အကျိုးမပေးတဲ့ဘာသာကြီးဒီခရစ်ယာန်ဘာသာတကယ်ပြောတာဘာလို့ခရစ်ယာန်ဘာသာထဲမှာကျွန်တော်ရှိခဲ့တယ်ခရစ်ယာန်ဘာသာရေးထုံးတမ်းစင်လာတလေးတွေကျွန်တော်အကုန်လုပ်တယ်ဒါမဲ့ကျွန်တော်ဘာမှမဟုတ်ဘူးဘယ်အချိန်မှသိလဲဆိုတော့တကယ်ယေရှုနဲ့နှစ်ဖူးတွေ့တဲ့အခါကြတော့မှယေရှုနဲ့နှစ်ဖူးတွေ့သွားတဲ့အခါကြတော့မှငါဘာသာထဲမှာနှစ်ပေါင်းများစွာတော်တော်ဒုက္ခရောက်ခဲ့ပါလားစာတန်ကခရစ်ယာန်တယောက်ဖြစ်တာကိုစိတ်ကုန်ဝင်စားသူကဒါပေမဲ့သင်ဖျားနဲ့အဆက်တွေရသွားပြီဆိုရင်တော့သူသင်ကိုအမျိုးမျိုးသောနည်းနဲ့သူနှောက်ယှက်တော့မယ်ဒုက္ခပေးတော့မယ်မျိုးစုံသူလုပ်တော့မယ်ဒါကြောင့်ဘာအားပေးရှင်လဲဆိုတော့နံပါတ်1လူအပေါင်းကယ်တင်ခြင်းတို့ရောက်၍ကယ်တင်ခြင်းဒါပေမဲ့ကယ်တင်ခြင်းရပြီးတော့တမန်တရားမသိတဲ့လူတွေအများကြီးပဲအခုဆိုရင်ဥပမာကျွန်တော်ပြောပြမယ်ခရိယန်နေပဲဆရာဒေးဗစ်လောက်မကြိုက်တဲ့ခရိယန်တွေအများကြီးရှိတယ်ဘာကြောင့်မကြိုက်လဲလို့ဆိုတဲ့အခါမှာကျမ်းမာချမ်းသာဟောလို့တဲ့ကျမ်းမာခြင်းနဲ့ချမ်းသာခြင်းကြောင့်ဟောလို့မကြိုက်ဘူးတဲ့သူတို့ထင်တာကကျွန်တော်ကချမ်းသာခြင်းကြောင့်ပြောပြီးတော့သူများစီအလူငွေရှော့ကောက်စားရလို့ထင်လားမသိဘူးခရိယန်တွေရဲ့လှည့်စားခြင်းခံနေရတယ်ကျွန်တော်ပြောပြမယ်အလူငွေကောက်စားလို့ကောချမ်းသာမလားဘယ်နှစ်လောက်လိန်စားလို့ရမလဲလူတွေကိုဘယ်နှစ်လောက်အလူငွေတွေအကြောင်းပြောရလိန်စားလို့ရမလဲလိန်စားလို့ရလဲ3-4နှစ်ပေါ့ဂျေဇုတော်ကြောင့်အမှုတော်ဆောင်ဖခင်လှုပ်ဆောင်ခဲ့တာဂျေဇုတော်တောင်ဖခင်ခေါ်ခဲ့တာဒီနှစ်နဲ့ဆိုအနှစ်30ရှိပြီလိန်လို့မရအောင်ဘတ်လို့လည်းမရအောင်ဒါပေမဲ့မနေ့ကတော့ပီတာဆိုတဲ့ကောင်လေးမနေ့ကမဟုတ်ပါဘူးကျမ်းစာကျောင်းခန်းထဲမှာစာသင်နေနေဆရာတဲ့ကျွန်တော်ရွာမှာခရစ်ယာန်အိမ်30ရှိတယ်တဲ့အဲ့ဒီခရစ်ယာန်နေဆရာကိုမကြိုက်ဘူးတဲ့ဘာလို့မကြိုက်လဲဆိုတော့ကြွယ်ဝချင်းကြောင့်ဟောလို့တဲ့ဒါမဲ့ဆရာတဲ့အဲ့တရွာလုံးကတဲ့ခရစ်ယာန်နေအဲ့ဒီဆရာကိုမကြိုက်တဲ့ခရစ်ယာန်နေအားလုံးက
ကျွန်တော်တို့ဆိုင်မှာပဲအကျွေးလာယူတဲ့အဖွဲ့တွေတဲ့အဲ့နဲ့ကျွန်တော်အမေကလည်း तू ကသူများအကျွေးပေးနေတယ်သူဆိုတော့ तू မှာဩဇာရှိတယ်လေဩဇာရှိတော့ဆရာရဲ့တရားဟောချက်တွေကိုတဲ့ loud speaker နဲ့ဖွင့်လာတာအဲ့မကြိုက်တဲ့လူတွေ loud speaker နဲ့ပဲဖွင့်လာတာဘယ်မှာလဲပြီးတာအော်ဒီမှာ loud speaker နဲ့ပဲဖွင့်လာတာကျမ်းမာချမ်းသာအကြောင်းတော့ဟောတာမှားတယ်လို့ဘယ်သူသွန်းတင်လဲပြောဆရာတွေသွန်းတင်တယ်အဲ့ဒီမကြိုက်တဲ့ကျွန်တော်မကြိုက်တဲ့ဆရာတွေအားလုံးငွေကြေးမှာပြဿနာဖြစ်နေပြီးတော့မှအလှရှင်လိုက်ရှာနေဆရာဒေးဗစ်လာဘယ်တော့မှအလှရှင်မရှာဘူးဘယ်တတိမှလည်းစိတ်ဝင်စားဘူးဘယ်အလှငွေမှလည်းစိတ်ဝင်စားဘူးလာလှရင်တော့မှတေချာမေးတယ်ဘာလှတဲ့အလှလဲကျမကျမ်းမာသွားလို့ကျမကိုလာလှအဲ့ဒါဆိုအလှငွေဘုံနဲ့သွားထည့်ဆရာဒေးဗစ်လာမပေးနဲ့အလှငွေနဲ့လက်ခံတဲ့ထဲမှာဒေးဗစ်လာမပါပြန်အောင်ရှင်းအောင်ပြောပြတာဒါဆိုရင်ဘာဖြစ်လို့ဆရာဒေးဗစ်လာကငွေကြီးနဲ့ဆိုင်တဲ့ကောင်းကြီးရှိလဲပြောပြမယ်တမန်တရားကိုသိသွားလို့တမန်တရားသိရင်ဘယ်သူမှဆိုလွတ်မြောက်တယ်ဘာသိသွားရင်လဲတမန်တရားသိသွားဒါကြောင့်ဖခင်ရဲ့အလိုတော်ပါလဲကယ်တင်ရှင်ရပြီဟာလေလုယာဆိုတော့အကျွေးတွေနဲ့ပြည့်နေတာဖခင်လိုချင်တာမဟုတ်ဘူးကယ်တင်ရှင်ရပြီတော့ဘာသိရမှာလဲကယ်တင်ရှင်ဆိုတာပါလဲကယ်တင်ရှင်ဆိုတာပါလဲကယ်တင်ရှင်ဆိုတာရှင်လေခရစ်ယာန်ဖြစ်တာကယ်တင်ရှင်မဟုတ်ဘူးခရစ်ယာန်ဖြစ်တာကယ်တင်ရှင်မဟုတ်ခရစ်တော်ရတာကယ်တင်ရှင်ရတာခရစ်တော်ရတာအသက်ကိုရတာခရစ်တော်တကယ်ရပြီလားခရစ်တော်ကိုယ့်ရဲ့ကယ်တင်ပိုင်ရှင်အရှင်သခင်ဖြစ်တကယ်ရထားပြီလားတကယ်စိတ်ချပြီလားခရစ်တော်ဆိုတာဘာတူလဲကောင်းကောင်းသိပြီလားကာနာသိပြီလားအဲ့ဒါဘာသာရေးလာလုတ်ပေးခဲ့တဲ့ဖခင်မဟုတ်ဘူးလူတွေအားလုံးကယ်တင်တဲ့ဖခင်ဖြစ်နေတယ်ခေါ်ရင်ထူးတဲ့ဖခင်ရှင်ဖြစ်တယ်ဘယ်ဘာသာခေါ်ဘယ်လူမျိုးခေါ်ရင်ထူးနိုင်တဲ့ဖခင်ရှင်ဖြစ်တယ်တတ်သိပေးနိုင်တဲ့ဖခင်ဖြစ်တယ်အဲ့ဒီဖခင်ကိုခရစ်ယာန်ဖြစ်ပြီးတော့မရသေးတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့အော်စရာကောင်းတာအဲ့ဒီနာမအရန်ကြီးမြတ်တဲ့နာမဖြစ်နေတယ်ဆိုတော့အဲ့ဒီနာမကိုဆွဲကင်ပြီးတော့ဝန်ခံရင်မကျမ်းမာတဲ့သူတွေကျမ်းမာလာလိမ့်မယ်အမင်္ဂလာထက်နဲ့မင်္ဂလာပြန်ဖြစ်လာလိမ့်မယ်နေ့တိုင်းဝန်ခံကြည့်ဂျွန်ဆိုတဲ့ကရင်တယောက်ရှိတယ်ဒီဆရာဂျွန်တော့မဟုတ်ဘူးဒီဆရာလည်းကရင်ပဲဂျွန်ဆိုတဲ့ညီကိုတယောက်ရှိတယ်သူစာရေးလာတာဆရာဒေးဗစ်လာကျေးဇူးတော်ချီးမွမ်းတဲ့အနေနဲ့စာရေးတာပါတဲ့ဆရာသားတမန်တရားကိုပြတ်သားမတင်ပေးခင်ကျွန်တော်သိမှာမဟုတ်ဘူးတဲ့မနေ့ကတော့မှဘန်ပန်းလေးရဲ့မွေးနေ့မှာဒီအကြောင်းပြောပြသေးတယ်ဂျွန်ဆိုတဲ့ညီကိုကသူ့ရဲ့သမီးလေးကအမေရိကမှာလေစာတင်လို့မရဘူးသူကဆရာမတွေဘယ်လောက်တင်သူမတတ်ဘူးသူ့မှာမှတ်မိနိုင်တဲ့ဉာဏ်မရှိဘူးဖြစ်နေအဲ့ဒါနဲ့ကျောင်းနဲ့အဲ့လိုဆေးရုံနေနဲ့ချိတ်ဆက်ပြီးတော့မှဆေးရုံကရောက်လာပြီးတော့မှဒီကလေးအခြေအနေကိုကြည့်ပြီးတော့ခွဲစိတ်ကုသပေးမယ် free တဲ့ဒါနဲ့သူတို့ကလည်းကြောက်တော့မခွဲစိတ်မကုသခိုင်းချင်ဘူးဒါနဲ့မလုပ်ဘူးတဲ့မတိုင်လည်းနေပါစေတော့ဘာမှမသိလည်းနေပါစေတော့ထားလိုက်တော့ငါတုံးဖြစ်လည်းထားပလိုက်တော့ရတယ်ဒါပေမဲ့အဲ့ဒီဂျွန်ကဆရာဒေးဗစ်လာတရားဟောချက်ကိုနားထောင်ရင်းနဲ့ကိုသားသမီးကိုခေါင်းပေါ်မှာလက်တင်ပြီးတော့မှယေရှုနာမနဲ့ကောင်းချီးပေးခြင်းအရန်တကိုးပါတယ်ဆိုတာကိုကျွန်တော်ပြောခဲ့တယ်ဒီရိုးရိုးလေးတွေပဲမယုံရင်လုပ်ကြည့်တကယ်ဖျားပြန်ရိုးရိုးလေးပဲစားဆိုင်နေချောင်းမလုပ်ခိုင်းဘူးငါတဘိုးတီထမ်းလွယ်တယ်ငါဝန်ငါတဘိုးတီထမ်းလွယ်တယ်လို့ပြောရင်ဖျားလုပ်ပေးတဲ့အလုပ်ကလွယ်လေးအရန်မခတ်ဘူးခတ်တာတွေသူကုန်လုပ်ပေးပြီးသားတို့လွယ်လေးထားခဲ့တာတို့ကခတ်တွေရှောက်လို့ချင်မလို့ရွာတွေလဲနေတာဆိုကိုသားသမီးကိုခေါင်းပေါ်မှာလက်တင်ပြီးတော့ကောင်းချီးပေးဒါပဲပြောတယ်သူညတိုင်းမှာယုံကြည်မှုတော့လိုတယ်ညီကိုမောင်မယုံကြည်မှုရှိဖို့လိုတယ်ဖယားသိစရာငွေတွေလည်းမလိုချင်ဘာမလိုချင်ဘူးလိုချင်တဲ့ယုံကြည်ခြင်းဖယားတို့စရာအကြိုက်ဆုံးအနှစ်သက်ဆုံးအရာဘာလဲသိလား trust ဖယားကိုစိတ်ချပေးတာဖယားကိုယုံကြည်တာဖယားအကြိုက်ဆုံးမှမယုံစမ်းကြည့်ဖယားမကြိုက်ဆုံးဘာလဲဆိုမယုံတင်ကားလို့တန်တရားလိုမျိုးဖယားနဲ့မသွားနဲ့အဲ့ဒါဖယားမကြိုက်ဘူးဖယားနဲ့ဆက်ဆံခြင်းဖယားနဲ့အောင်မြင်ခြင်းကိုဒီလောကမှာရယူခြင်းယုံကြည်ခြင်းတစ်ခုပဲလိုတယ်
အလုံးလိုက်ဆိုအောင်ယုံကြည်ခြင်းမရှိလင်ဖခင်စိတ်တော်နဲ့မတွေ့နိုင်ယုံကြည်ခြင်းမရှိလင်ဘာနဲ့မတွေ့ဘူးလဲဖခင်စိတ်နဲ့မတွေ့ဘူးဒါပေမဲ့ယုံကြည်ခြင်းရှိသွားဖခင်စိတ်နဲ့တွေ့သွားပြီဖခင်စိတ်နဲ့တွေ့တယ်ဆိုတာဘာဖြစ်သွားပြီလဲအဲ့ဒီအမင်္ဂလာတဲ့နဲ့မင်္ဂလာအကုန်ဖြစ်လာပြီဒါအောင်ယုံကြည်သူဖခင်သားသမီးတွေဒီမှာဖခင်เจ้าလာတတ်တဲ့လူတွေတပတ်ပြီးတပတ်တလပြီးတလမတူစေရဘူးဒီကျွန်တော်ပြောနေဟာကောင်းကောင်းနားလေသဘောပေါက်သွားရင်ကျွန်တော်ဘဝတိုးကိုတိုးတက်မယ်ကျွန်တော်ဘဝထူးကိုထူးခြားမယ်အာမခံရတဲ့လက်တွေ့တော့လုပ်ရမယ်ဖခင်เจ้าမဲ့လာမတတ်နဲ့ကြားတဲ့ဟာကိုလက်တွေ့ပြန်ပြီးတော့အတုံးချကြည့်တကယ်ကိုဖြစ်လာလိမ့်မယ်ဆိုတော့အဲ့ဒီဂျွန်ဆိုတဲ့ညီကိုကသူ့ရဲ့သမီးလေးဘဝခေါင်းပေါ်လက်တွေမှာနေတဲ့ကောင်းချီးပေးတယ်သခင်ယေရှုနာမနဲ့ငါသမီးလေးဟာအင်မတန်မှတော်တဲ့ခလေးအင်မတန်မှညံထက်မြက်တဲ့ခလေးဖြစ်ပြီလို့ယေရှုနာမနဲ့သူကြေညာတယ်။တင်းရဲ့အမင်္ဂလာအားလုံးမင်္ဂလာဖြစ်အောင်ပြောင်းပြလို့ရတယ်အဲ့ဒီနည်းနဲ့အာမင်မမောဒါလက်တွေ့လို့ရအောင်ဘာမှလည်းမခတ်ဘူးလှုပ်ကြည့်မယုံရင်မကြမ်းပါတဲ့ဘုံမှာလက်တွေမှာနေတဲ့ကောင်းချီးပေးခြင်းတင်းရဲ့အစာအိမ်ကိုနေတဲ့ကောင်းချီးပေးခြင်းအဲ့ဒီအစာအိမ်ကပြန်ကောင်းလာလိမ့်မယ်။တင်းရဲ့အဆုပ်ကိုကောင်းချီးပေးခြင်းအဲ့ဒီအဆုပ်ကပြန်ကောင်းလာလိမ့်မယ်။အတင်းရဲ့ဝင်မကောင်းတဲ့ဘန်စာအုပ်မှာလက်တင်တော့ကောင်းကြီးပေးချင်အဲ့ဒီဘန်စာအုပ်ကနောက်တစ်လနှစ်လကြာတဲ့ခါမှာထူးထူးခြားခြားအမောက်နေတက်လာတာသင်မြင်ရလိမ့်မယ်ဘသူကြောင့်မှမဟုတ်အဲ့ဒါယေရှုကြောင့်စမ်းကြည့်လက်တွေ့ကျွန်တော်စမ်းစီခြင်းတယ်ဒါနဲ့အဲ့ဒီဂျွန်ကသူ့သမီးပေါ်လက်တင်လို့ဆူတောင်းကောင်းကြီးပေးတယ်နေတိုင်းလာအနေငယ်ချတဲ့ခါမှာကျောင်းကနေဖုန်းဆက်လာတယ်အဲ့ဒီကလေးရဲ့ဖခင်နဲ့မိခင်လာခဲ့ပါတယ်ကျောင်းမှာတွေ့ချင်တယ်ဟာဘာဖြစ်ပြီလဲမသိဘူးကျောင်းထုတ်တော့မလားမသိဘူးရောက်လဲရောက်တော့နင်တို့ဘာကြွေးလဲဒီကလေးကိုဒီကင်းရစဉ်းစားပြီငါပိကြွေးတယ်များမှားသွားပြီသူစဉ်းစားပြီဘာဖြစ်လို့လဲလို့မေးကြည့်တော့ဒီကလေးကဒီ3လ4လ5လအတွင်းမှာအရန်ထူးခြားလာတယ်ဒီကလေးတဲ့ဘာဖြစ်လို့လဲလို့မေးကြည့်တဲ့အခါမှာဒီကလေးကဟိုးတော့ကစာလုံးဝတင်လို့မရတဲ့ကလေးကအော်စရာကောင်းတော့အခုအတန်းထဲမှာအတော်ဆုံးကလေးဖြစ်နေတယ်တဲ့အဲ့ဒါဘာလဲသိလားညီကောင်မောင်မတို့ဖယားသားသမီးတွေကိုဖယားပေးထားတဲ့အခွင့်အာဏာကိုမသိတာအဲ့ဒါအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတော့believers authority ပြောရအောင် believers authority ယုံကြည်သူတွေကိုပေးထားသောအခွင့်အာဏာအာမင်ဖခင်ကသူ့ကိုယုံကြည်တဲ့သားသမီးတွေကို तू ကလုတ်ပိုင်ခွင့်အကုန်ပေးထားတယ်ဗျအဲ့တော့တို့သိဖို့လိုတယ်မသိတော့တို့ကခံနေရတယ်ဖခင်ကအသက်တူဖို့တို့ကိုအလိုတော်မရှိပါဘူးအသက်ရှည်စေခြင်းနဲ့ဖခင်ဒါဆိုအသက်တူအောင်ဘယ်သူကလုပ်တယ်သင်ပဲလုပ်တာအော်ဆိုကျွန်တော်အသက်ရှည်ခြင်းတော့ဆရာလဲဘယ်သူကအသက်တူခြင်းမှာဘယ်သူကအသက်ငယ်ရည်နဲ့တေးခြင်းမှာလဲဒါပေမဲ့တေးအောင်သင်ပဲလုပ်တာလေဆရာဘယ်လိုလုပ်တာလဲဆရာတင်းနှုတ်မှာတေးခြင်းနဲ့ရှင်ခြင်းကိုဖခင်ထားတယ်တဲ့ဟယ်လိုဖတ်ဘူးလားမသိဘူးဖတ်တော့ဖတ်ဘူးလို့ဆရာမေးကုန်ပြီပေါ့ကြာတော့ဘယ်မှမလည်းမသိတော့ဘူးပေါ့နော်တုတ်တန်ခန်းကြီး18ကိုသွားရအောင်တုတ်တန်ခန်းကြီး18ကိုသွားမယ်ညီကိုမောင်မတို့ဒီနေ့လက်တွေ့စမ်းသပ်မယ်ဒီနေ့အစတော့စမ်းသပ်မယ်အာမင်အာမင်ရဖခင်အသက်ရှင်ကြောင်းကိုကျွန်တော်တို့မြည်ဆန်းကြည့်ရမယ်ဟုတ်ပြီ21ကိုကြည့်အောင်ကွ21ကိုကြည့်အောင်ဟဲ့ငါတို့စီးပွားရေးရလဲမကောင်းဘူးဆိုရင်တင်းနှုတ်နဲ့ပဲဆိုင်နေတယ်ဆိုတာမမေ့ပါနဲ့ကိုဘယ်သူယုံလဲဆိုတာကိုသိမယ်ကိုပြောတဲ့စကားကိုသိရင်မင်္ဂလာစပြီအာမင်musician တွေပဲရောက်ကုန်လားရှိတယ်နော်ဆရာတော်နားလဲလစ်တာနဲ့ worship ပါတယ်သူတို့လည်းတနာပါကလေးမွေးလိုက် worship လာဆိုလိုက်နဲ့ပြန်ကလေးတော့ထိုင်ရမွေးကြဟိုတချင်းလေယေရှုဘာလား
shout ဘာလဲအချင်းဘာလဲ shout Jesus from the mountain ဘာလဲသမီးyeah ဟုတ်လားသမီးလည်းကလေးမွေးလိုက်ချင်းဆိုလိုက်နောက်တစ်ယောက်တော့မရတော့မလားမသိဘူးပြင်ထားလိုက်မဆိုသေးဘူးကျမ်းစာကြည့်မယ်ဟေးတို့စီးပွားရေးကောင်းတာမကောင်းတာဘာနဲ့ဆိုင်လဲပြောကိုနော်အခုစီးပွားရေးလုပ်နေသူဘယ်သူရှိလဲကြိုက်တတ်မကောင်းတဲ့စီးပွားရေးဘလောက်ပဲအချိန်နေရှိပါစေတင်းနှုတ်ကနေနေတိုင်းကောင်းဆုံးဝန်ခံတတ်တော်သူဖြစ်ပါစေမယုံစမ်းကြည့်အောင်မယုံစမ်းကြည့်ဒါပေမဲ့တခုတော့ရှိတယ်စိုင်းရည်တွင်တစ်ပေါက်ကနေချိုတဲ့ရည်နဲ့ခါတဲ့ရည်မထွက်ဘူးရည်တစ်မျိုးပဲထွက်တယ်ဒီနေ့တော့ကောင်းတယ်ပြောလဲနောက်နေ့ကျတဲ့အချိန်နေကြည့်တော့မကောင်းဘယ်လိုလဲနေကောင်းလားဒီလိုပါပဲအဆင်ပြေလားပြောချင်းဟာမရဘူးဒီလိုကိစ္စမျိုးอ่ะတို့ရဲ့နှုတ်ကအခြေအနေကိုဖန်ဆင်းနေတာအခြေအနေကိုပြောင်းလဲပြစ်နေတာတို့ရဲ့နှုတ်ကမကောင်းတာကိုမကောင်းတာထပ်ပြောလို့မကောင်းတာတွေပဲထပ်လာမှာပေါ့မကောင်းတာကိုကောင်းတာနဲ့ပြန်တော့လဲရမယ်တို့ကမယုံရင်စမ်းကြည့်လေအာမင်ဟုတ်ပါသလားအားလုံးဖတ်မယ်လူသည်မိမိနှုတ်ရဲ့အသီးနဲ့မိမိနှုတ်ရဲ့အသီးနဲ့ဝမ်းပြမိမိနှုတ်ခမ်းတို့ဤပါလဲကွစီးပွားဘာနဲ့တွားပြီးတော့ဆက်နွယ်နေလဲနှုတ်ခမ်းနဲ့စီးပွားရေးလုပ်နေတဲ့အဖွဲ့တွေလက်ညှိုးထောင်စီးပွားရေးလုပ်နေတဲ့အဖွဲ့တွေလုံအောင်မဲ့အဖွဲ့တွေလက်ညှိုးထောင်ရဲထောင်โอเคဒီနေ့ကစပြီးတော့နှုတ်ကိုစီကံရှိချင်းပြေလားဒီလိုပါပဲလောကကြီးရတော့ဘာလောကကြီးလဲကြိုက်တဲ့လောကကြီးဖြစ်တို့ကအဲ့လောကကြီးထဲမှာရှိတာမို့တို့ကခရစ်တော်ထဲမှာရှိတဲ့သူတွေအောင်ကိုအောင်မြင်ရမယ်အာမင်လိန်ခံနေရတဲ့အဖွဲ့တွေပြောပြမယ်ဒေးဗစ်လာအလူငွေနဲ့ချမ်းသာထဲမှာမပါဘူးဒီနှုတ်ခမ်းရဲ့အသီးနဲ့ဝနေတာလူဝတာပြောတာမဟုတ်လူက fit ပဲကျွယ်ဝတာတခါလေးမှာကိုကအောင်မြင်ချင်းကြောင့်ကျွယ်ဝချင်းကြောင့်ပြောအမြင်ကတ်လောက်အောင်သူများမကြိုက်ဘူးဒါပေမဲ့အမြင်ကတ်လောက်ဖះလည်းကောင်းကြီးပေးတတ်တယ်ဘာနဲ့ပဲဆိုင်လဲတင်းရဲ့နှုတ်ခမ်းရဲ့ဟလာနှုတ်ခမ်းတို့ဤစီးပွားနဲ့မြဝမယ်အာမင်ဝန်ခံစားကျွန်တော်ပြောမယ်ညီကိုမောင်နှမတို့ကျွန်တော်ရဲ့မောင်နှမတွေညီကိုမောင်နှမတွေအားလုံးကလောကမှာသူများထက်သာရမယ်ဒါအိမ်မမထူတာနဲ့တယ်အဲ့လိုလှုပ်ရှားမှာစီကံဒီနှုတ်ကဒီလိုမျိုးကြတော့မပြောချင်ဘူးအစင်မပြေတာဆိုအရင်ညီးရှင်တယ်သတိထားလူဒီမိမိနှုတ်ဤအသီးနဲ့ပါလဲဝမ်းပြေမယ်နော်ဒါကြောင့်နှုတ်ခမ်းမှာတကိုးရှိတယ်နော်စဖတ်ရအောင်21တွေ့လားအဲ့ဒီစကားကိုတကယ်ယုံစမ်းပါကျမ်းစာတော့ကျမ်းစာပါပဲဟဲ့ကြုံတွေ့နေရတဲ့ဘဝငါတို့အရှောက်မပြောနဲ့ဒီကျမ်းစာကနှစ်ရာနဲ့ချီရေးထားတဲ့ကျမ်းစာလူပေါင်းမြောက်များစွာသေခဲ့ရတယ်လူပေါင်းမြောက်များစွာဒီကျမ်းစာတော့အဖိုးခပေးခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့မကြည့်ရှားယူဒတန်တော်မှာရှားယူဒတန်အင်္ဂလိပ်အစိုးရကသူ့ကိုလာကအများကြီးပေးပြီးတော့မှအင်္ဂလိပ်အစိုးရနော်လာကအများကြီးပေးပြီးတော့မှငါတို့စီမှာစကားပြန်လုတ်ပေးပါအင်္ဂလိပ်နဲ့ဗမာကိုမြန်မာစကားတော်လုံးအားကြီးလို့ဗမာစကားတော်လုံးအားကြီးလို့အမေသူမလုပ်ဘူးသူ့ရဲ့အလုပ်ကဘာလဲဆိုကျမ်းစာဘာသာပြန်တာသူရအောင်ဘာသာပြန်သွားတယ်ဒါတော့ဒီကျမ်းစာကြီးသူဖတ်ကျမ်းစာပြီးတာနဲ့သူပြန်သွားတယ်လမ်းမှာပဲသိသွားတာပဲဘာလို့လဲရစေချင်တယ်ဒီကျမ်းစာအလကားမဟုတ်ဘူးဒီကျမ်းစာတအုပ်နဲ့ဒေးဗစ်လာကဘာပတ်နေတာဒီထဲမှာယေရနာမြေပုံထက်တာ၍တန်ဖိုးရှိတဲ့အရာတွေအများကြီးရှိနေတယ်
ရဲနာမြေပေါ်ငွေကကျမ်းမာချင်းဝယ်လို့မရဘူးငွေနဲ့ကျမ်းမာချင်းဝယ်လို့မရဘူးဒါပေမဲ့အဲ့ဒီနှုတ်ကပတ်တော်ထဲမှာရှိတဲ့ဂတိတော်ကကျမ်းမာချင်းကိုဖြစ်စေတယ်အောင်မြင်ခြင်းကိုဖြစ်စေတယ်ဝမ်းမြောက်ခြင်းကိုဖြစ်စေတယ်ကြွယ်ဝခြင်းကိုဖြစ်စေတယ်အာမင်ငွေနဲ့ဝယ်လို့မရတဲ့ကိစ္စတွေအများကြီးပဲနိုင်အကောင်းစားနိုင်ဝယ်လို့ရတယ်ဒေါ်လာ3 သိန်းနဲ့ဝယ်ပလိုက်လို့ရတယ်နိုင်ဝယ်လို့ရမယ်အချိန်ကိုဝယ်လို့မရအချိန်ဆိုတာဖျားပေးမှရတာဒီအချိန်လေးပင်လင်ဖျားပေးမှရတာအကောင်းဆုံးဂတိကိုသင်ဝယ်လို့ရတယ်အိတ်ဆက်ခြင်းကဖျားပေးမှရတာအာမင်အိမ်ဆိုတာပတ်စံရှိရင်ဝယ်ပလိုက်လို့ရပါမယ်တကယ်ပျော်ရွှင်ငြိမ်သက်တဲ့အိမ်တောင်ဆိုတာဖျားပေးမှရတာဖြစ်ပြန်ကောမတူဘူးညီကိုမောင်မတို့ငွေနဲ့ဝယ်လို့မရတဲ့ကိစ္စတွေအများကြီးဒါပေမဲ့ငွေနဲ့ဝယ်လို့မရတဲ့မင်္ဂလာတွေအားလုံးကနှုတ်ကပတ်တော်ထဲမှာအကုန်ဖျားပေးထားပြီးသားအဲ့လောက်ဂတိတော်တွေရရတဲ့နဲ့တို့ကလေအဲ့ဒီဂတိတော်ဖယ်ပြီးတော့မှလောကကြီးမှာလိုက်ရှာနေလောကမှာဖြစ်မရှိဘူးဂတိတော်ထဲမှာပဲဖြစ်ရှိတယ်ဘုရားခင်နာမဘုန်းကြီးပါစေအာမင်ဒီဖျားသားသမီးတွေအားလုံးဟာခရစ်ယာန်ဘာသာဝင်တတ်ပဲမဖြစ်ပါစေနဲ့ဖျားရဲ့ဂတိတော်ယုံကြည်စိတ်ချတဲ့သူတွေဖြစ်ပါစေဖခင်ရဲ့ဂတိတော်ယုံကြည်စိတ်ချတဲ့သူတွေဖြစ်ပါစေမကြားမှာဆိုလို့ပြန်ပြောမယ်ဗာလဲဖခင်ရဲ့ဂတိတော်ကိုယုံကြည်စိတ်ချတော်သူတွေဖြစ်ပါစေအဲ့လိုဖြစ်ရင်တင်းဘွားကတပတ်ပြီးတပတ်မတူစေရဘူးတလပြီးတလမတူစေရဘူးတစ်နှစ်ပြီးတစ်နှစ်မတူစေရဘူးတိုးတက်တဲ့အတ္တဖြစ်ကိုဖြစ်လာလိမ့်မယ်ပြောင်းလဲမှုတွေမြင်လာလိမ့်မယ်အနမိတ်လက္ခဏာတွေသင်မိသားစုတော်ဖြစ်လာလိမ့်မယ်ငွေချင်းနဲ့ဆိုင်နဲ့ထိုးဖောက်မှုတွေတင်းအတ္တထဲမှာဖြစ်လာလိမ့်မယ်ယုံကြည်ပါသလားယုံကြည်တဲ့ဆိုကိုဘေးနားမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြီးတော့ပြောရအောင်ဖခင်ဂတိတော်ယုံကြည်စိတ်ချတော်သူဖြစ်ပါစေလို့ပြောရအောင်အာမင်အာမင်အခုနဂျွန်ရိုးရိုးလေးပဲဝန်ခံလိုက်တယ်ရိုးလေးပဲဝန်ခံလိုက်တယ်ငါကြောင်ပြောပြမယ်စာလလက်စားထားပြောပြမယ်စာလက်စားထားပြောပြမယ်အာဒီဒေဗလာပြောနေဟာတွေသွားနာမထောင်နဲ့ကွာဆိုတဲ့အဖွဲတွေဒါပေမဲ့နားထောင်ပြီးတော့လက်တွေ့တက်တည်ရနေသူတွေအများကြီးရှိနေတယ်လှည့်စားမခံမဲနဲ့လက်တွေ့လှုပ်ကြည့်လိုက်ရတာဒေဗလာတော့မဟုတ်တင်းအတွက်တင်းမိသားစုအစဉ်ပြေကျင်တတ်တယ်အာမင်ခရိယန်ဆိုပြီးတော့မှချီးပြီးငါပြီးတော့စားနေရတဲ့ဘဝထဲနဲ့လွတ်မြောက်ခြင်းနှုတ်ကပတ်တော်ရိုးရိုးလေးယုံလိုက်ဒါပဲသင်ပြဒီမင်္ဂလာစားနေတာဒီမင်္ဂလာတွေပဲအာမင်ပြောပြီလားကိုဘေးနာရှိတဲ့သူတွေခုနပြောလိုက်ပြီလားဘာပြောလိုက်တာလဲခရိယန်ပဲရှောက်လုံးနေနဲ့အလကားပဲဒီခရိယန်နေအလကားပဲအဲ့ဒါလေးကွက်ပြီးတင်အောင်မယ်အဲ့ဒါငါသိတယ်ဒီခရိယန်နေအလကားပဲဆိုရင်မျက်စိပြူနဲ့အဲ့ဒါကွက်ပြီးတင်မယ်သူတို့အဲ့မှာခရိယန်နေအရန်စိတ်ဆိုးကြမယ်ဖြန့်ညက်စအရန်ကြိုက်တာလေသူတို့လောက်ကဒီဖြန့်ညက်စလုံနေတာကောင်းတယ်လောက်ကြဒါပေမဲ့အဆဆုံးနားထောင်လွတ်မြောက်မယ်အားလုံးရစေရှင်တယ်အာမင်အားလုံးရစေရှင်တယ်အာမင်ရှားတဲ့အသက်သေးခြင်းနဲ့ရှင်ခြင်းကိုဒါဆိုဘာပြောမလဲဘာပြောမလဲငါဒီချမ်းမာတဲ့သူငါထဲမှာဘာယောဂါမှမရှိဘူးယုံကြည်ပါသလားရဲရဲပြောယုံကြည်ပါသလားတင်းရဲ့ယောဂါတွေအားလုံးယေရှုလက်ဝါးကတည်းမှာအကုန်ယူပြီးသွားပြီဆိုတာနေ့တိုင်းယုံကြည်ဝန်ခံရင်တင်းရဲ့ယောဂါတင်းထဲမှာမရှိစေအောင်လက်ဝါးကတည်းမှာအကုန်ပြီးသွားပြီစိတ်ချပေးပါတင်းရဲ့နှလုံးယောဂဘယ်မှာကြံခဲ့ပြီလဲလက်ဝါးကတိုင်မှာတင်းရဲ့အသေးယောဂဘယ်မှာကြံခဲ့ပြီလဲလက်ဝါးကတိုင်မှာတင်းရဲ့ကြောက်ကယောဂဘယ်မှာကြံခဲ့ပြီလဲလက်ဝါးကတိုင်မှာယေရှုအကုန်လုပ်ပေးပြီလက်ဝါးကတိုင်မှာယေရှုဘာပြောခဲ့လဲ It is finished ငါယောဂအတွက်ယေရှုလုပ်ပေးပြီးသွားပြီငါရဲ့ဆင်းရဲခြင်းအတွက်ယေရှုလုပ်ပေးပြီးသွားပြီရှိခါရပါကျွန်တော်ဘုရားဖော်ပြတဲ့ຢာလို့ရှိရင်ဆရာဂျွန်တစ်ချက်လေးမှတ်တတ်ထားပြီးတော့မှမမှုစီသွားပေးပါငါသမီးဒီနေ့ဆာဗတင်ယောဂအတွက်ပူဇော်မလို့တော့ဘူးလေအကုန်ဘုရားရှင်အကုန်ရှင်းထုတ်ပြီးပြီလေThank you Jesus Media team တတ်တဲ့သူယူထား Media team တတ်တဲ့ယူထား Media team အများဆုံးဆရာတွေ့ချင်တယ်အဲ့ဒါတတ်တယ်ပဲ
Mamu, Pedoka, yoga, ne, Piatanari, Kakedi, Barhua Mishizia. Sarangatu cancer yoga and Tapo Janside. Ametuma by yoga, Bark and Sama Mishus, Yeshuna Manachina, Rakolota. Hallelujah. Jesus Mamu, Tim Yu are Dinia Savrama, Parkensa Yoga, Martin, Muyu Mamashizi, Yeshuna Mane. Loa Piatuabi, Loa Piatuabi, Loa Piatuabi. And I could pay out the tune. Thank you, Jesus. Machaki Matate Kalime. Thank you, Jesus. Thank you, Jesus. When you name a payata, can Chimas or do a low lonely. The Kare Propapume, they are Machama to the young Yaswa, Chama, Queen of Yashi, didn't be a Bailey. Sound like Jashinama Bonchiba said, thank you, Sir John. Thank you, Jesus. They since I chair, they are a young, county piece the law. Since I am Marane, Amingla Lepisi. Saranga thing since I'm Mount and Mieran lonely there. Since I am Mount, no but on the thing of Mieran Payaka Tis how being there. Since I am Mamma Sine, and no Lakanari, Dinia Sabroma, since I chill, no away Macamane. Kana Satin with Martin, Yoga, John, since I chin labis or Chachin Yabi Roma, Jama chin John Satin, since I am. Hallelujah. Mingalaga, no Gani, Malakima, since I am his own Lara Pide. Now, since I am Mamma Sine, since I am Mamma Sine, since I am Mamma Sine. Thank you, Jesus. Thank you, Jesus. Thank you, Jesus. Aku the baby the bad tati de yale me. Apa time macam tati pia champagne me. Mueji ne sign a 2 pound de satim no yashi lale me. Mueji ne sign a county de satim no yashi lale me. Tin no can it mamia de Bama mamia de Raman mueji ne sign a county de Wonkanjiba. Mueji ne sign a county ngaya tata mangami tasu de mashibis or need a wonkando to the pebase. Amen. Amen. Hallelujah. Piashanama Boji Base. Jesus didn't Piashan over a lolo near there. When you him a lolo near there, when you him a lolo near there. Think no good in near Sabram Pinsing out, think a tweak out in Piao. Adi Jamachin she do to Pide. Adi she daughter ne Jamachin a bone or Tinshama to Pide. Yao Popo Zama, Yao Popo, like so Biba. Janodi she daughter Jamachine. Paya Bongo, Tinshasi do to Pidi. Hallelujah. Nire won kanji tempura jama lalime, tempura loson lanalime. Hallelujah. Tintema shide yoga de alonga, mata several won come aku. Several won come. Aku lure to romia yoga bayane lale. Asata gane lale. Holam diu. Holam diu. Holam diu. Dine popo sa masana dinia sabrama asata sabi swane. Jeno sare asane tau de year. Jeno to account on say people go masa tabi philo. Jesu tenelo piobro saya. Along the Nico Mare, let me lose on me. Amen. Amen. Hallelujah. Two chamure de Pilalime. Akuche Masai, a Samarane, Bapidane, Yapidane, or a Sata John Pietana Pin, a Sata John Yoga Pid, Mane, Paso, Akua, Asaria, and leave me young and Puyan Twaka, organic soda, Malone, I know, at leave me Malone and Nekama, chemical, the table of my loaded, Harry Pidojan, Ludoka Yampela. A Yandoka Belabi, a Sata dear. So Eddie Asata de go Amingla and Mingla Pian Pipo ya Twajaro. Yeshu Krito ye Namado Apime Filime. Hallelujah. Bella Ozia Gong, Yeshu Krito ye Namado Amingla and Mingla Pianzi. Hallelujah. No but Babiola, then Sare as a taught that you county people think here and Nayoga. No, you may look Piodo Jao. Dine, hallelujah. Then Sare Asasa, yo to Mia Sare Sasana, two women. Yeshu Namado Mianai, one can be the Sare Dojao. Sare sa taught that ye attend Tema county people, then Tema she anari yoga Rama Piaware Quingo Piakin Peleme.
ဟာလေလုယာဟိုဆေးဒီဆေးမစားချင်ဟိုဆေးဒီဆေးကြောင့်တင် side effect တွေမဖြစ်ချင်ဘူးဆိုရင်တင်ဆေးကိုအာမကိုချင်ဘူးဆိုရင်စားတဲ့အစားအစာတွေကောင်းကြီးပေးတတ်ပါစားတဲ့အစားအစာကိုယေရှုနာမနဲ့ဝန်ခံပြီးတော့စားကြည့်စမ်းပါဆေးပြန်ဖြစ်လာလိမ့်မယ်အာမင်ဒီနေ့ကနေပြန်တော့ယေရှုချီးမွမ်းကြအောင်ကိုရောယေရှုတင်တယ်ယုဒနာစာလေးပါပဲဒါပေမဲ့ကိုရောနာမတော်အဖြစ်သတ်စားတယ်ကိုရောနာမဟိုနေ့တော့မှကျွန်တော်ညီကိုကြီးတယောက်ဝန်ခံသွားတယ်ဟိုသားလေးရဲ့ဖခင်ဒီဘက်တချမ်းမလှုပ်နိုင်တော့တယ်အချိန်မှပင်လေယေရှုနာမနဲ့ကြွေးကြော်တဲ့စတင်ဝန်ခံတဲ့အချိန်မှာဘယ်နေ့မှလည်းသားဖြစ်တဲ့နေ့က8ရက်နေ့လို့ပြောတယ်ဘယ်နေ့မှလည်းသူဝန်ခံတဲ့အချိန်မှာပြန်မတော့ကောင်းလာတာအမှန်ပြီတော့နော်ရက်အနှဲငယ်တွင်းမှာရှောက်ဟမ်17ရက်လားမသိဘူး17ရက်နေ့မှာသူစတင်ပြီးတော့လှုပ်ရှားလာနေတယ်စာရန်ကလည်းအဲ့ဒါတိလို့သူ့ရဲ့သမီးကအဖေနာမတော်နဲ့ကြွေးကြော်လိုက်လို့ပြောတော့ငါဘာလို့ကြွေးကြော်ရမှာလဲဒါပေမဲ့အဲ့ဒီချိန်မှာတတိယတဲ့ချိန်မှာကြွေးကြော်လိုက်တဲ့ချိန်သူပြောရလေကျွန်တော် KBC ဆိုတော့ဘလို့ကြွေးကြော်ရမှာလဲငါတို့ KBC မှာကြွေးကြော်လည်းမရှိဘူးဝန်ခံတာလည်းမရှိဘူးဆိုဘာကငါ့ကိုလာမပြောနဲ့ဆိုသမီးကိုပြောတယ်ဒါပေမဲ့အခုချိန်မှာသူဝန်ခံပြီးသမီးကိုလည်းမှားသွားတယ်အဖေကိုယ်တိုင်အဖေကိုဖယားနဲ့ကိုတကယ်ရလာတဲ့အချိန်မှာမာနဆိုလည်းမရှိတော့ဘူးမှန်ဆိုလည်းမရှိတော့ဘူးသမီးကိုသူပြန်တော့မှ sorry ပဲသမီးပြန်ပြောတယ်ဝန်ခံလိုက်တဲ့အချိန်မှာအော်စရာကြီးသူနဲ့လည်းကျွန်တော်မတွေ့တာကြာပြီဒါပေမဲ့ဟိုတနေ့ကစနေညမှာဒီမှာဆရာလုံတော့ဒီနားလေးမှာလက်နှစ်ဖက်မြောက်တော့တူလိုက်တာလို့တူလိုက်တာမဟုတ်ဒီဖခင်ကြီးဖြစ်နေတာဖခင်ဖြစ်နေတာလက်နှစ်ဖက်မြောက်လို့ကိုးကွယ်လက်နှစ်ဖက်မြောက်လို့ကိုးကွယ်ကျွန်တော်မှဝိုင်းပူပေးလိုက်တယ်အော်အရှိဆုံးမှလာပြီးရက်နေတော့ကင်မရာထဲပါသွားပြီသူဖျားကြောင်တွေ့တော့သူဘယ်လိုလုပ်မလဲလမ်းတစ်ဖက်လေးမြောက်လို့ကိုကွယ်ဘာလို့လဲသူပြောว่าစကားရန်ကောင်းတယ်လက်ခုပ်တီးနိုင်တဲ့အချိန်မှာမင်းတို့တီးကြစမ်းပါတဲ့လက်မြောက်နိုင်တဲ့အချိန်မှာလက်မြောက်လက်ကြစမ်းပါဒါတွေကလက်တွေတက်တည်ရတဲ့လူပဲနော်2010တုန်းကထင်တယ်အခုဟာလေလုယာဆရာဆံပြီးပေါ့ကျွန်တော်နဲ့ဒိန်းမမှာတရားဟောပွဲလုပ်နေချင်းဆံပြီးရေတဲ့သူ့ရဲ့ဦးလေးကငါကိုစားလက်မြောက်ပြီးတော့ချီးမွမ်းပေးပါဦးတဲ့ငါကိုစားဆိုတာဘာဖြစ်လဲဆိုတော့ तू ကလေးဖြတ်နေလို့ဆံပြီးရေတဲ့ငါကိုစားလက်မြောက်ပြီးတော့ချီးမွမ်းပေးပါဦးလက်မြောက်နိုင်တဲ့အချိန်မှာချီးမွမ်းနိုင်တဲ့အချိန်မှာ तू ကပဲတွေများနေပဲတွေလက်မြောက်နိုင်တဲ့ချိန်လက်ခုပ်တည့်ချိန်မှာပဲများနေတယ်အာရပါရဖယားကိုချီးမွမ်းမယ်အောင်မြင်ခြင်းကိုကြွေးကြော်မယ်ကျမ်းမာခြင်းကိုကြွေးကြော်မယ်ဟာလေလုယာဝန်ခံမယ်ပဲမများနဲ့ဒီတရားဟောချက်ကပါလဲဆိုပဲမများနဲ့အမဟုတ်ဘူးအာရပါရတို့ဖယားကိုချီးမွမ်းကြရအောင်ချီးမွမ်းခြင်းမှာတကိုးရှိတယ်ချီးမွမ်းခြင်းမှာလွတ်မြောက်ခြင်းရှိတယ်ချီးမွမ်းခြင်းမှာအောင်မြင်ခြင်းတွေရှိတယ်ဟာလေလုယာဟာလေလုယာဒီနေရာဟာချီးမွမ်းခြင်းနဲ့ပြည့်တဲ့နေရာဖြစ်ရမယ်လာခြင်းနဲ့ပြန်ခြင်းမတူတဲ့ထူးခြားတဲ့နေရာဖြစ်ရမယ်ဘာဖြစ်လို့လဲယေရှုကိုချီးမြှောက်တဲ့နေရာတိုင်းမှာဖခင်ကလည်းသူ့ဘုံဆင်းလာပြီးတော့မှအောပွေတတ်တယ်ထူတဲ့ဖခင်ဖြစ်တယ်ဘိနာမရှိတဲ့သူပြောရအောင်လုံးဝချီးမွမ်းမရှက်ပါနဲ့ကွယ်လို့ပြောလိုက်စမ်းပါအာမင်အာမင်
တင်ပို့ပြီးတော့ကျမ်းမာရမယ်တင်ပို့ပြီးတော့မှဖခင်ဘုန်းထင်ရှားရမယ်အာမင်သူများကြည့်ပြီးတော့အားကျစရာဖြစ်ရမယ်အာမင်ဘုရားခင်နာမဘုန်းကြီးပါစေလောက်ကနေစတင်ဝန်ခံမယ်နေတယ်အာမင်မနက်ထာနာနဲ့တင်ဘာမလုပ်နဲ့မနက်ထာနာနဲ့ကိုတော့ကျွန်ုပ်ဒီကျမ်းမာတော်သူဖြစ်တယ်ဟာလေလုယာစားရစားတောက်တဲ့ရေမှာကိုတော့ကောင်းကြီးပေးပြီးတော့သားရဲ့အနာယောဂသမီးရဲ့အနာယောဂနှုတ်ယူပြီးဖြစ်လို့ယေရှုတင်းနေကိုရုပ်ဆိုးတယ်လို့ထင်တဲ့အဖွဲ့တွေမနက်တိုင်းကြွေးကြော်ကျွန်တော်ဒီအင်မတန်မှချောမောလှပဟယ်လိုအဲ့ဒါနောက်တာမဟုတ်ဘူးနော်တကယ်ထူးခြားတာနင့်ကိုကြည့်ရတမျိုးပဲထူးခြားလာတယ်သူများပြောလိုက်မယ်ခဏနေကြရင်အာမင်ဟာလေလုယာဝန်ခံစမ်းပါကြွေးကြော်စမ်းပါသင်ရဲ့နှုတ်မှာဖခင်တကိုးပေးထားတယ်မယုံစမ်းကြည့်တလနှစ်လမှာသင်ထူးခြားတဲ့သင်ဖြစ်လာလိမ့်မယ်နေ့ရက်စဉ်နဲ့သင်ဝန်ခံပေးအာမင်ဒီမှာပြောလိုက်ရှာဒီအသက်နဲ့အသက်သေးခြင်းနဲ့ရှာကိုနှစ်သက်တော်သူဒီလေရှာဤအတီးကိုဒီဘေးနားမှာရှိပြောတငယ်ချင်းမဖြစ်ချင်တာရှောက်မပြောနဲ့ခံစားချက်တွေရှောက်မလုပ်နဲ့ခံစားချက်တွေရှောက်မလုပ်နဲ့အင်းတို့မသိပါဘူးငါအကြောင်းငါပဲသိတယ်ရှောက်မလုပ်နဲ့အဲ့ဒါတွေဘာခံစားချက်တွေဘေးဖယ်ထားယုံကြည်ခြင်းနဲ့အောင်ပွဲခံမယ်အာမင်ခံစားချက်နဲ့အောင်တာမဟုတ်ခံစားချက်တင်းကိုရှုံးနေစေတယ်ယုံကြည်ခြင်းကတင်းကိုအောင်မြင်စေတယ်ခံစားချက်ကိုအောင်နိုင်တာယုံကြည်ခြင်းခံစားချက်ကိုအောင်နိုင်တာယုံကြည်ခြင်းခံစားချက်တွေထဲမှာတင်းသွားရင်တော့တဖြည်းဖြည်းနဲ့ဘာဖြစ်မလဲငါဘွားဟာငယ်တဲ့တယောက်ထဲကြည့်ပြီလားအဖေအမေကလည်းမောင်လေးတောင်မမွေးပေးဘူးတကောင်ကျွတ်လှုပ်တိုင်းမှအဆင်မပြေဘူးရှောက်မပြောနဲ့တော့ပြီအဲ့ဒါခံစားချက်တယ်ခံစားချက်ကိုနိုင်တာပါလေယုံကြည်ခြင်းဆိုတာကမှတ်ထားပေးယုံကြည်ခြင်းနဲ့ဝန်ခံရတယ်ယုံနဲ့ပြောပြီးမဝန်ခံတတ်ရင်ဒီကနေမပြောရင်ဘာမှမဖြစ်လာဘူးကျမ်းစာဘာပြောလဲတိယောအခန်းကြီး9အငယ်4မှာဘာပြောလဲတိယော9ဟုတ်ပြီအားလုံးဆိုတင်းကျွန်တော်တို့အားလုံးဘာတူလဲဖခင်သားသမီးတွေပြောတင်းတို့ကဘာတူလဲယေရှုကိုအကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တဲ့နေ့ကနေစပါတင်ဖခင်သားသမီးဖြစ်သွားပြီဖခင်သားသမီးဖြစ်သွားရင်လုတ်ပိုင်ခွင့်ရှိသွားပြီဘာလုတ်ပိုင်ခွင့်လဲဓမ္မကြီးဖခင်သားဖြစ်တော့ဖခင်သားလို့ပြောတော့သမီးတွေမပါဘူးလို့လုံးဝမထင်လိုက်နဲ့ဖခင်ခင်ရှေ့မှာသားသမီးဟာတဒန်းတဲ့ဖခင်ထားတဲ့အတွက်ကြောင့်သားပဲအာမင်သားလဲသမီးလဲသားအဲ့လိုပြောလို့သားတော့အဲ့လိုမဟုတ်ဘူးအဲ့လိုမျိုးအခွင့်အရေးမယူနဲ့ဖခင်ခင်သားဖြစ်တော်သူမိဒီကလောကကိုအောင်တတ်တယ်လောကကြီးရဲ့ချိန်ချောက်မှုတွေလောကကြီးရဲ့ဆွဲချမှုတွေလောကကြီးရဲ့တင်းအမျိုးစုံစိတ်တက်ကြအောင်လုပ်နိုင်တဲ့အရာတွေအားလုံးတင်းအောင်နိုင်တဲ့အခွင့်ကိုဖခင်ပြင်ဆင်ပေးတယ်စိတ်တက်ကြလိုက်ကြွေးကြော်ဖြစ်လိုက်ကြောက်လာရင်ကြွေးကြော်ပြစ်လိုက်စိုးရင်လိုက်ကြွေးကြော်ပြစ်လိုက် no ငါဒီအောင်မြင်တော်သူဖြစ်တယ်ငါသည်အောင်မြင်တော်သူဖြစ်တယ်အောင်မြင်ခြင်းဘသူအဖြစ်ဖျားပေးထားပြီလေယေရှုအဖြစ်ဖျားပေးထားပြီသားအရင်ဆုံးမသိရင်ဒီကျမ်းပိုက်မသွားခင်လေးမှာတိယောအခန်းကြီး15အငယ်59သွားရအောင်တစ်ကောအခန်းကြီး15အငယ်59တစ်ကောအခန်းကြီး15အငယ်59တို့ကဘသူတွေလဲဆိုဖျားသားဖြင့်အောင်မြင်တော်သူတွေဘသူကြောင့်ရလဲယေရှုကြောင့်ရတာအားလုံးဖတ်မယ်1 2 3ငါတို့သခင်ယေရှုခရစ်အားခဏရက်မယ်ဘသူအားဖြင့်ဘသူအားဖြင့်ဘသူအားလဲဘာပေးလဲဘာကိုအောင်တာလဲလောကကိုအောင်တာလောကကိုအောင်တယ်ဆိုတာဘာလဲကွလောကကိုအောင်တယ်ဆိုတာဘာလဲလောကအောင်တယ်ဆိုတာဘာလဲလို့ဆိုမဟုတ်ဘူးနင်ကလည်းရှော့ရှော့ပြောဖြည့်ပြီးတာကျေးဇူးတင်တယ်လောကကိုအောင်တယ်ဆိုတာဘာလဲဆိုတော့လောကရဲ့ချိန်ချောက်မှုတွေကိုတစ်စက်မှမကြောက်တော့တာလောကချိန်ချောက်မှုကဘာရှိတယ်လဲဆရာဝန်ကပြောလိုက်ပြီးနေ့မှာတစ်ခါမှတစ်သက်လုံးမပြောင်းနိုင်တော့တဲ့ယောဂဆွဲကပ်သွားပြီလို့ပြောရင်တင်းရတာကြောက်ရှာမလို့
no တကယ်ကြောက်စရာမလိုသင်အဲ့တော့သွားယုံတော့သင်ကြောက်သွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီအထက်မှာဖခင်စကားရှိနေတယ်အဲ့ဒီအထက်မှာဖခင်စကားရှိနေတယ်ဖခင်စကားအတွက်ယေရှုတင်ရောက်ဖခင်စကားသာမရှိရင်ကျွန်တော်လည်းပြောစရာစကားမရှိလို့ကျွန်တော်ကိုယ်တိုင်လည်းသိတာကြပြီကျွန်တော်ဒီနေ့အသက်ရှင်တာကျွန်တော်ဒီနေ့ထိဝန်ခံပြောဆိုနေတာကျွန်တော်အာမခံရတာကျွန်တော်ဒီနေ့အသက်ရှင်ခွင့်ရတာအဲ့ဒီဖခင်စကားကြောင့်လုံးဝပညာမရှိတဲ့သူတယောက်ဘာဘွဲမှမရှိတဲ့သူတယောက်ကဒီနေ့လုပ်ငန်းပေါင်းမြောက်များစွာလုပ်နိုင်တာကအဲ့ဒါဖခင်ရဲ့စကားကြောင့်ဖခင်စကားပေါ်မှာပဲရက်တည်ပြီးတော့စတင်ဆွဲလမ်းပြီးတော့ထိုးဖောက်ခဲ့တာဒီနေ့ယေရှုတော်ကြောင့်တော်တော်လေးတော့ခရီးရောက်လာပါပြီဆက်သွားအောင်မှာဆက်ပြီးတော့အောင်မြင်မှုတွေရယူအောင်မှာဆက်ပြီးတော့သိမ့်ပိုက်အောင်မယ် next generation Z ကိုဥဆောင်တဲ့သူဒီတိုင်းဥဆောင်လို့မရအောင်ညီကောင်မောင်တို့ကျွန်တော်ပြောပြီးသားကိုလောက်မှမအောင်မြင်တဲ့သူရဲ့စကားသွားနာမထောင်တဲ့အလကားပဲဟုတ်လားပြောကိုလောက်မှမအောင်မြင်တဲ့သူတယောက်ကထိုင်ပြီးတော့စကားပြောတာကိုသွားနားထောင်တာ wasting time အချိန်ကုန်တယ်ဒါဟိုကိုယောရှုသားလေးပြောတာရှုပိုင်လေးပြောတဲ့စကားရန်ကောင်းတယ်တားလို့ဘာဖြစ်လို့ဆရာเจ้าမှာလာတတ်တာလဲလို့ရှားတယ်ဒီလောကအရာတွေကကျွန်တော်တို့မခိုက်တော့ဘူးတဲ့သူပြောတာပုံမိုက်တယ်လူငယ်ထားကျွန်တော်မခိုက်တော့ဘူးတဲ့မီလီယံနာဖြစ်ရမယ်ဆိုတဲ့စာအုပ်ကိုရေးတဲ့လူရဲ့အိမ်ကိုသွားကြည့်တော့တဲ့အိမ်ကငှားနေတာအိမ်တော်မပိုင်ဘူးတဲ့အဲ့ဒီစာအုပ်ကိုကျွန်တော်အမိုက်ပုံးနဲ့ပြစ်ထည့်လိုက်တယ်ဆရာတဲ့ကျွဲဝချင်းချောင်းပြောနေတဲ့စာအုပ်ထုတ်တဲ့လူကသွားကြည့်လိုက်တော့လုံးဝမကျွဲဝပဲအိမ်ငှားနဲ့နေနေတယ်တဲ့ပြီးတော့စိုက်ကားစီးတာလားကားစီးတာလား I don't know သုံးဘက်ကလွတ်တုတွေနဲ့ကြိုးတာလား I don't know သွားနေတယ်ဒါဆိုတာဘာဖြစ်လို့ဆရာစီမှာလာတက်လဲဆရာကိုကြည့်တယ်လေဆရာပြောတယ်ဆရာဖြစ်နေတယ်ဆရာပြောတယ်ဆရာဖြစ်နေတယ်ကျွန်တော်အဲ့ဒါပဲလိုချင်တာလက်တွေ့တက်တည်ပြနိုင်တဲ့သူနဲ့ပဲကျွန်တော်တင်ယူရှင်နေတယ်အဲ့ကြောင့်ကျွန်တော်လာတက်တယ်ဒီ generation Z ကိုတွားပြီးတော့မှလုံးလို့မရအောင်သူတို့သိတယ်ဒါပေမဲ့တို့သိရမယ်တို့ကအောင်မြင်တော်သူတယ်မသိလို့ကိုယ့်ဘေးနဲ့မှရှိရပြောလဲတင်ရအောင်မြင်တော်သူဖြစ်တယ်တခုတော့ရှိတယ်တင်ပတ်စံဘလောက်ပဲရှိယေရှုမရရင်တင်ရရှုံးနေတဲ့သူပဲတင်ဘလောက်ပဲပတ်စံရှိဘလောက်ပဲအောင်မြင်တယ်ပြောပါစေယေရှုမရရင်တင်ရှုံးနေတဲ့သူပဲဘာလို့လဲတကယ်အောင်မြင်ခြင်းကဘသူအားဖြင့်ပဲရတာလဲယေရှုခရစ်အားဖြင့်ဘသူအားဖြင့်လဲဘသူအားဖြင့်အောင်ခြင်းခွင့်ရတာလဲဟာလေလုယာအင်္ဂလိပ်လို့ဆိုအရန်ကောင်းတယ် but thanks be to God which given us the victory through our Lord Jesus Christ given us the victory not a victory the victoryအင်္ဂလိပ်စကားသင်ပေးတာတော့မဟုတ်ဘူး the victory ဖခင်ပြင်ဆင်ပေးထားတဲ့တကယ်အောင်မြင်ခြင်းလောကသားတွေပြောတဲ့အောင်မြင်ခြင်း a victory မဟုတ်ဖခင်ပေးထားတဲ့ the victory ပီတာကြည့်နေစရာ a နဲ့ the ဘာကွာလဲသူမေးချင်တယ်နောက်မှမေးတာငါသိတယ်နင်ဆိုတော့ဘသူအဖြစ်လဲငါတို့သခင်ယေရှုခရစ်အဖြစ်ငါတို့အဘာပေးတာလဲအောင်ခြင်းခွင့်ပေးပြီးသားအာမင်ဘေးနားမှာရှိတဲ့သူပြောလိုက်သင်ရအောင်မြင်တော်သူဖြစ်တယ်လို့စိတ်ချလိုက်ပါအာမင်သင်ရအောင်မြင်တော်သူဟုတ်ပါသလားဒါပေမဲ့သင်ရဲ့အောင်မြင်ခြင်းကိုရယူခြင်းသင်နှုတ်ကနေသင်ရနေ့တိုင်းကြွေးကြော်ရမယ်ပေးထားပြီးသားကိုဘာလို့ငါမှမရှိတာလဲပြောရင်သင်နှုတ်ကသင်မဖွင့်လို့နှုတ်ကိုကြဲကြွယ်ဖွင့်ငါဝါစွာကြွေးမယ်ဆိုအလကားပြောတာမဟုတ်မပိတ်ထားနဲ့မယုံရဲတော့မပြောရဲဘူးမပြောရဲတော့မရဘူးဟာဒီစကားမိုက်တယ်ပြန်ပြောမယ်မယုံရဲတော့မပြောရဲဘူးမပြောရဲတော့ဒါပဲယုံရဲတော့ပြောရဲတယ်ပြောရဲတော့ရတယ်ဟာလေလုယာဒါပဲငါပြောလိုက်လို့များမဖြစ်လာရင်အချက်တွေကွဲတော့မှာ no မဟုတ်ဘူးရောက်ရမှာဖျားစကားကဘယ်တော့မှရှက်ကြောက်စရာအကြောင်းနဲ့ဟဲ့လားလုံးဝရှက်ကြောက်စရာအကြောင်းမရှိစရာဘူးရှက်ကြောက်စရာအကြောင်းနဲ့ကင်းလို့ရတဲ့ခွင့်ဖျားပြင်ဆင်ထားပြီးသားအာမင်ယုံကြည်ပါသလားလုံးဝစိတ်ချအချိန်တစ်ခုပဲစောင့်အချိန်တိုင်းအဲ့စကားတိုင်းရက်တဲ့သူကရကိုရတယ်
မယုံမရှိနဲ့ယောမဩရစာခန်းကြီး9ကိုချက်သွားရအောင်ယောမဩရစာခန်းကြီး9ပြန်ဒီကိုပြန်လာမယ်ကျမ်းပိုက်တွေကတော့နည်းနည်းကုတ်တာတွေတော့များတယ်ဒါပေမဲ့ရအောင်ယူသွားယောမဩရစာခန်းကြီး9အငယ်1ကနေစကြည့်မယ်ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းရှိ၍ဖြောင့်မတ်ရာသို့ရောက်လင်ငါတို့သခင်ဖျားခင်ရှိတော်နဲ့ဘာကိုခံစားမလဲဘာကိုခံစားမလဲမှတ်ထားလောကမှာလေငြိမ်သက်ခြင်းဆိုတာဘယ်သူမှမပေးနိုင်ဘူးယေရှုပဲပေးနိုင်တယ်ဟာလေလုယာမယုံမရှိနဲ့အဲ့ဒီငြိမ်သက်ခြင်းဆိုတာဘယ်သူမှမပေးနိုင်ဘူးယေရှုခရစ်တော်အားဖြင့်ပဲရတယ်ငြိမ်သက်ခြင်းကိုငါထားခဲ့တယ်တဲ့အဲ့ဒီငြိမ်သက်ခြင်းကိုရယူတတ်ဖို့အရန်ရည်ကြီးတယ်ငြိမ်သက်ခြင်းကိုခံစားရတယ်ဆက်သွားနှစ်ထိုယေရှုတော်ကိုခံစားသည့်အကြောင်းမှာဘာဖြစ်လဲဖျားပြင်ဆင်ထားတဲ့ယေရှုတော်ခံစားတာတခုပဲရှိတယ်ခံစားခြင်းဘာနဲ့ယူရတာလဲယုံကြည်ခြင်းမှတ်ထားပဲဘာနဲ့ယုံရတာလဲဒါကြောင့်အဲ့ဒီယုံကြည်ခြင်းနဲ့ရယူတတ်သောသူတွေဖြစ်ရမယ်ဖျားပြင်ဆင်ထားတဲ့မင်္ဂလာတွေကိုအားလုံးယုံကြည်ခြင်းနဲ့ရယူကြပါဘာကိုယုံတာလဲဖျားစကားကိုယုံတာပါဇက်ကယုံနေပြောနေဘာကိုယုံတာလဲသိရမယ်ဖျားစကားကိုယုံတာဖြစ်ရမယ်ထိုယေရှုတော်ခံစားသည့်အကြောင်းမှာယုံကြည်ခြင်းရှိ၍ထိုသခင်အားဖြင့်သာခံစားသောခွင့်ကိုရကြ၏တို့ဖြစ်၍ဖျားခင်ဘုန်းတော်ကိုမျှော်လင့်၍ဘုန်းတော်ကိုမျှော်လင့်၍ဝါကြွားဝမ်းမြောက်ခြင်းရှိတယ်ပြောချင်တာပါလေမျှော်လင့်ပြီးတော့ဝမ်းမြောက်တယ်မဖြစ်သေးဘူးဖြစ်လာမယ်ဆိုတာလုံးဝစိတ်ချတယ်မဖြစ်သေးဘူးဖြစ်လာမယ်ဆိုတာစိတ်ချတယ်မကြားမှာဆိုလို့ပြန်ပြောမယ်မဖြစ်သေးဘူးဖြစ်လာမယ်ဆိုတာစိတ်ချတယ်ဘသူအားဖြင့်လဲထိုသခင်အားဖြင့်ခံစားတော်ခွင့်ကိုငါတို့ပေးထားပြီးသားနာမတော်ကြီးမြတ်တယ်ဘလောက်ကြီးမြတ်လဲဆိုတာခရစ်ယာန်တွေမသိရင်ပြောပြမယ်ကျွန်တော်မဲဆိုင်မှာတရုတ်ပြည်နယ်စက်ကမဲဆိုင်ဟုတ်လားဟုတ်တယ်နော်မူဆယ်မဲဆိုင်ဆိုတာဒီမှာမူဆယ်ဒီမူဆယ်နဲ့မဲဆိုင်အမြဲတမ်းမှားတယ်မနဲ့စကတူနေတော့မူဆယ်မဲဆိုင်မူဆယ်ရောက်တာအဲ့ဒီမူဆယ်မှာသွားပြီးတော့မှဆရာတရားဟောနေချိန်မှာဟိုးတောင်းဆုံးဒီလိုညာဘက်တောင်းဆုံးကနေအမျိုးသမီးကြီးတယောက်ကဆရာဒေးဗစ်လာအောင်ဒီသူက witchcraft လေ witchcraft ဆိုတာပါလေဆုံးအတက်နဲ့သူကပြုစားနာဟိုးညာဘက်တောင်းမှာပေါင်ပုတ်လိုက်တယ်မှာနည်းနည်းတော့တမျိုးလေးတော့ဖြစ်တယ်တမျိုးလေးပဲဘာလဲမသိ तू ကဆရာဒေးဗစ်လာဘာလုပ်လဲဆိုစင်ဘွားနေပြုတ်ကြအောင် तू လုပ်နေတာမူးလဲကြသွားအောင် तू လုပ်တယ်စကားမပြောနိုင်အောင်လုပ်တယ်ဒါပေမဲ့ဒီမှာကကောင်းကောင်းသိတယ်ဒါကယေရှုကြောင့်လွတ်မြောက်ထားတဲ့လူလေယေရှုကြောင့်ဖခင်သားသမီးဖြစ်ခွင့်ရတဲ့သူမှတ်ထားတင်ဘယ်သူမှပြုစားလို့မရခြင်းတင့်ထဲမှာယေရှုနေရာပေးထားစားယေရှုလုံးဝနေရာပေးထားစားဖခင်စကားတွေတင်ဆွဲလန်းထားစားဘယ်သူမှတင်ဘာမှလုံးလို့မရစေအောင်အာမခံရတယ်အာမင်အာမင်အဲ့နဲ့ तू ကအမနောက်ကနေ तू ချာနာအဲ့လိုချာနာ3ရက်မြောက်တဲ့နေ့မှာဒေးဗစ်လာမလဲကြပဲ तू ကပြုတ်ကြသွားတာပြုတ်ကြတော့အော်တာကျမကြောက်ပါပြီဆိုအော်တာမူဆယ်အဲ့ဒါမမရဒါနဲ့အောက်ပိုင်းတေသွားလေခြေထောက်ကျအဲ့လိုတွဲလောင်းကြီးအဲ့ဒါခေါ်ချလာမေးလိုက်မယ်ကျမကြောက်ပါပြီကျမထက်တကိုးကြည့်တာတီးပါတယ်ကြောက်ပါပြီဆိုတော့ယေရှုကိုယုံကြည်လို့ယေရှုကလွတ်မြောက်စေတယ်လို့အဲ့နဲ့ချက်ချင်းမဲ့သူကယေရှုကိုယုံကြည်မလားလို့မေးတဲ့ခါမှာယုံကြည်ပါတယ်တဲ့ဒါနဲ့ယေရှုကိုယုံကြည်လက်ခံမင်းလွတ်မြောက်မလို့ယုံကြည်တဲ့ချိန်မှာပဲသူထပြီးတော့လမ်းလျှောက်နိုင်တယ်မျက်ရည်ပေါကြတယ်နာမတကာတက်ကြီးမြတ်တဲ့နာမအာမခံရတဲ့နာမတကာတက်ကြီးမြတ်တဲ့နာမကိုကျွန်တော်ကိုဖျားပေးထားပြီးသားဘသူအဖြစ်ခံစားတဲ့ခွင့်ပေးထားလဲထိုယေရှုကိုခံစားသည့်အကြောင်းမှာယုံကြည်ခြင်းရှိ၍ဘသူအဖြစ်ထိုသခင်အဖြစ်ခံစားတော်ခွင့်ကိုရတယ်တို့ဖြစ်၍ဘာဖြစ်လဲကွယ်ဖခင်ဘုန်းတော်ကိုဝါကြွားစကားကိုကြီးကျယ်ပြောတာမဟုတ်ဝါကြွားခွင့်ကိုဖခင်ပေးထားပြီးသားအာမင်ကိုရှောက်ကြွားနာမဟုတ်ဘူးကိုပတ်စံရှိတာတွေရှောက်ကြွားနာမဟုတ်ဘူးဒါပေမဲ့နာမတော်ကိုဝါကြွားရရမယ်ထိုနာမတော်ကအမင်္ဂလာနဲ့မင်္ဂလာဖြစ်စေတဲ့နာမဟာလေလုယာဆက်ပြီးတော့တွားရအောင်သုံးပါထိုမြတ်မကဒုက္ခဆင်းရဲခြင်းခံ၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏အကြောင်းကဒုက္ခဆင်းရဲခြင်းသည်သီးခံခြင်းကိုပြုစုတတ်တယ်သီးခံခြင်းသည်လည်းတတ်တည်ထင်ရှားခြင်းကိုပြုစုတတ်၏တတ်တည်ထင်ရှားခြင်းသည်လည်းမျော်လင့်ခြင်းကိုပြုစုတတ်၏ထိုမျော်လင့်ခြင်းသည်အဲ့မှာလာပြီးငါးမှာထိုမျော်လင့်ခြင်းသည်ဘာဖြစ်လဲရှက်ကြောက်စရာအကြောင်းနဲ့မျော်လင့်ခြင်းကဘာနဲ့ခင်းလို့လဲ
ဒီဖျားလုံးမယ်လို့တင်ကြွေးကြော်ထားတဲ့အရာတခုဘယ်တော့မှအဆက်ကွဲမခံဘူးဖျားကရအောင်လုပ်ပေးတယ်ဖျားရှင်ဖြစ်တယ်ရအောင်လုပ်ပေးတယ်ဖျားရှင်ဖြစ်တယ်ကြွေးကြော်တဲ့အတိုင်းဝန်ခံတဲ့အတိုင်းရအောင်လုပ်ပေးတယ်ဖျားဖြစ်တယ်လုံးဝရှက်ကြောက်စရာအကြောင်းနဲ့ကင်းလွတ်ရတဲ့ခွင့်ကိုဖျားပြင်ဆင်ထားတယ်ဖျားရှင်နာမဘုန်းကြီးပါစေအာမင်အဆက်မကွဲစေတဲ့ဖျားတို့ဖျားဘယ်တော့မှအဆက်မကွဲစေတဲ့ဒေးဗစ်လောက်ဘယ်တော့မှအဆက်မကွဲစေတဲ့ဖျားဒီနေ့ဒီချိန်ဒီပို့ဆောင်ပေးတဲ့ဖျားကိုကျေးဇူးတော်ချီးမွမ်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဖျားเจ้าသူများကိုဖိတ်ထားပြီးဖျားเจ้าမပြီးသေးဘူးဆရာတွေကမှလင်းခွင်းရောက်နေပြီဖျားเจ้าကမပြီးသေးဘူးကျော်ဒါနဲ့ဝန်ခံတယ်ကိုတော့ကိုမျောလင်းတဲ့သူကရှက်ကြောက်စရာအကြောင်းနဲ့ကင်းလွတ်တယ်ဆိုတာတားယုံတယ်လို့ဟာဒီအလုံးလုံးတဲ့ကောင်တယ်လေတညလုံးထိုင်လုပ်ပေးတယ်အဲ့ဒီ9နိုင်ဆို9နိုင်စတဲ့ခွင့်ကိုဘုရားကပြင်ဆင်ပေးတယ်ဟာလေလုယာအခြေအနေရကြည့်လိုက်ရင်ဒီเจ้าကိုဇန်နဝါရီလမှာဖွင့်လို့မရတော့ဘူးဆိုတော့အားလုံးသိတယ်ဒါပေမဲ့ဖွင့်မယ်ကျွန်တော်ဗာဆွဲကန်လဲထိုးတခင်အားဖြင့်ငါသည်ရှက်ကြောက်အကြောင်းနဲ့ကင်းလို့ရမယ်ကလေးတွေကရောက်နေပြီငုတ်တုတ်ထိုင်ရမှာလားဘုရားခင်အော်ဘုရားလှုပ်ပြန်အောင်ရှက်ကြောက်စရာအကြောင်းနဲ့ကင်းလွတ်စေတယ်ဘုရားတင်းဘယ်တော့မှရှက်မကွဲစေဘူးနာမတော်သာဆွဲကင်တာအာမင်အာမင်အခုနတာဆိုပြန်သွားတိယောခန်းကြီး9ငယ်4အာမင်ဘုရားခင်သားဖြစ်တော်သူမိတွေကဘုရားသားဆိုပါလေယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့သူကဘုရားသားပဲဘာကိုယုံတာလဲဘုရားစကားကိုယုံတာဒီနေ့တို့တွေကဘုရားကိုယုံတယ်ဘုရားကိုယုံတယ်ဆိုရှောင်းပြောနေအဲ့ဒါမဟုတ်ဘူးအဲ့ဒါမှားတယ်ဘုရားကိုယုံတယ်ဘုရားကိုယုံတယ်ပါဇက်ကလော်လော်ပြောနေဘုရားကိုယုံတယ်ဆိုရင်ဘုရားစကားကိုစိတ်ချတဲ့သူတွေဖြစ်ရမယ်ဘုရားကိုယုံတယ်ဆိုဘုရားစကားကိုစိတ်ချတဲ့သူတွေဖြစ်ရမယ်မကြားလို့ပြန်ပြောမယ်ဘုရားကိုယုံတယ်ဆိုပါလေဘုရားစကားကိုစိတ်ချကြည့်တတ်တည်ရကိုရတယ်အာမခံရတယ်အာမင်အာမင်ဘုရားခင်သားဖြစ်တော်သူများလောကကိုအောင်ခြင်းအကြောင်းကငါတို့ဤတကယ်ပဲလေညီကိုမောင်မောင်တကယ်ပဲလေတကယ်ပဲယောက်ျားလေးတွေမိန်းကလေးတွေကြီးသားကွဲသွားလို့ခြံနာခဲခံလို့ကြေကွဲနေတဲ့အဖွဲတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဆရာရဲ့တက်တည်နဲ့ပြောပြလကားစားတာရှာဘာလဲမရှိတော့ကျေးဇူးတော်ပဲတနေ့တင်းကိုခြံထားခဲ့တဲ့လူဟာမျက်ရည်ပေါက်ပေါက်ကျလိမ့်မယ်ဆုံးရှုံးသွားခြင်းငါလွတ်သွားတဲ့ငါကြီးကြီးပဲတကယ်အဲ့ဒါဒေးဗစ်လာတက်တည်ရှိတယ်မပြောချင်လို့တကယ်ဟာဒီကောင်ယူလို့ဘာမှမဖြစ်ဘူးဆိုပြီးတော့မှလောက်ခဲ့တာခံစားဖူးတယ်ဒါပေမဲ့အခုချိန်မှာအန်တီရလာတော့တာရဲ့မတိလို့ပါတယ်အန်တီရဲ့နောက်ကျသွားပြီနောက်ကျသွားပြီအန်တီ too late to apologize is too late ဖျားခင်သားဖြစ်တော်သူမိဒီကလောကကိုအောင်တယ်စင်းရဲ့ချင်းမနိုင်စေရအောင်စင်းရဲ့ချင်းမနိုင်ဟေးကြွယ်ဝချင်းအကြောင်းပြောလို့မကျေနပ်တဲ့အဖွဲ့တွေပြောပြမယ်စင်းရဲ့လို့ဘာမင်္ဂလာရှိလဲပြောဟေး criminal အများဆုံးစင်းရဲ့သားရက်ကွက်မှာပဲဖြစ်တယ်ချမ်းသာတဲ့ရက်ကွက်တွေမှာတကယ်ကိုယ့်ရဲ့အိမ်လုံးချင်းနဲ့နေနဲ့ဘာဓမြတိုက်တာမှမရှိဘူးဘာလဲဆေးရောင်းဆေးဝယ်မှမရှိဘူးအဲ့လိုဆေးရောင်းတာတို့ပေါက်ကရလုတ်ပြီးဆိုနေရကြည့်လိုက်အဲ့ဒါစင်ကြီးပုံးနေစင်းရဲတဲ့ရက်ကွက်တွေမှာအဲ့ဒါဒုစရိုက်အများဆုံးပဲစင်းရဲချင်းကဒုစရိုက်ပို့လုတ်တယ်နှုတ်လိုက်ပြောတော့ကြောင့်ညီကောင်မောင်မတွေအားလုံးအားပေးရှင်တယ် no စင်းရဲချင်းကကြင်ချင်းအမင်္ဂလာတခုမလို့ချင်ဘူးဖခင်သားသမီးတွေကြွယ်ဝမယ်ကြွယ်ဝချင်းကကြွားဖို့မဟုတ်ဘူးကြွယ်ဝချက်သူများကိုမဆားဖို့အာမင်ကိုမရှိသူများဘယ်လိုပေးနိုင်မှာလဲ
ကိုရှိတော့သူများကိုပေးနိုင်တယ်ပေးနိုင်တဲ့သူဖြစ်ဖို့သင်ရှိပါစေပေးနိုင်တဲ့သူဖြစ်ဖို့သင်ရှိပါစေဒီလိုမျိုးမင်္ဂလာကြေညာမယ်ပေးနိုင်တဲ့သူဖြစ်ဖို့သင်ရှိပါစေကြွယ်ဝပါစေအာမင်အာမင်ဟာလေလုယာဖခင်ကသားလောကအောင်လာပြောလောကအောင်တာပါလေငါတို့ယုံကြည်ခြင်းပဲတဲ့တခုပဲလို့တယ်ပါလေယုံကြည်ခြင်းပြောပါလေဒါပဲဘာလို့ယုံတာလဲဆိုတော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်ဖခင်သားသမီးအရောက်စီတိုင်းရဲ့နှုတ်ကနေယုံကြည်ခြင်းနဲ့ပြောတဲ့စကားတိုင်းဖခင်ကုန်တာဝင်ယူတယ်ဟေဘရဲအခန်းကြီး73အငယ်6မပြောဘူးလားပြောတယ်ဖတ်ရအောင်အဲ့ဒါထို့ကြောင့်ထာဝရဖခင်သည်ငါ့ကိုဘေးနားမှာရှိတဲ့သူတွေတယောက်နဲ့ပြောလိုက်တင်းကိုဖခင်သခင်မဆာမယ်မရမှာဆိုပြန်မယ်တင်းကိုဖခင်မဆာနေတယ်မဆာခဲ့တယ်မဆာအောင်မယ်ဖခင်မှာလှုပ်တာ၃ချက်ဟေးကျွန်တော်အားလုံးကညီကိုမောင်မတွေအာမင်ရှက်စရာဘာကြောင့်မှမရှိဘူးအားလုံးတယောက်နဲ့တယောက်ပြောရမယ်အာမင်ပဲမများနဲ့တယောက်နဲ့တယောက်မပြောနိုင်တဲ့ဖွဲ့တွေဆိုရင်ပြောလိုက်ဗာလဲပဲမများနဲ့ဖိုးကြရလားဖိုးကြပဲမများနဲ့ဖိုးကြလည်းပဲမများနဲ့အားလုံးတယောက်နဲ့တယောက်ပြောအောင်အာမင်ကိုဘေးနားမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြီးပြောမယ်ဘာပြောမလဲအပုတ်ပဲမများနဲ့မပြောတော့နဲ့ရပြီအဲ့ဒါတော့ပြီလေအဲ့ဒါတော့ပြီโอเคဖယားကလှုပ်တာ၃ချက်ရှိတယ်မဆာခဲ့တယ်မဆာနေတယ်မဆာအောင်မယ်အာမင်ဖယားကအတိတ်ပြစ္ဆုတ်ပံအနာဂတ်ကိုတင့်အတွက်ပြင်ဆင်ထားတဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာမဆာခဲ့တယ်မဆာနေတယ်မဆာအောင်မယ်အဲ့လိုအာမခံချက်ရှိတဲ့ဘုရားကိုလက်ခုပ်တီးပြီးတော့ကောင်းချီးပေးအောင်ဟာဆရာအဲ့ဒါဘာနည်းနဲ့ပြောနိုင်လဲဆရာဘယ်ချမ်းပိုက်နဲ့ပြောနိုင်လဲပြောပြမယ်မနေ့ယနေ့နောက်ကာလမပြောင်းလဲတဲ့ဖခင်ကမနေ့တာဝန်ယူသလိုယနေ့တာဝန်ယူတယ်နောက်လဲတာဝန်ယူမဲ့ဖခင်ရှင်ဖြစ်တယ်ဟာလေလုယာဒါရင်းနဲ့ကျွန်တော်ကြမ်းမာနေတာဒါရင်းနဲ့ကျွန်တော်ကလမ်းဆန်းနေတာမပြောရှင်ဘူးဒေးဗစ်လာနဲ့နာမည်ပြောင်းမယ်နောက်ခဏနဲ့အမေ sorry ပဲအဖေရောချစ်တယ်ဒေးဗစ်လာမဟုတ်ဒေးဗစ်လန်းရမလားအမေသူ့ရဲ့ယောက်ျားနာမည်မပိုင် तू မကြိုက်ဘူးဆိုတော့ပြန်ထည့်ပေးမယ်အမေရဲ့ sorry ပဲဒေးဗစ်လာပဲလှုပ်လိုက်တော့ဒေးဗစ်လာပဲလှုပ်လိုက်တော့ထို့ကြောင့်ဘုရားခင်ဒီငါ့ကိုမဆတော်မူသည်ဖြစ်၍စိတ်ချမယ်ငါ့ကိုဘယ်သူမဆလဲဘုရားဘာဖရားလဲတတိကဖရားမဟုတ်ထာဝရဖရားသင်ကိုမဆမဲ့ဖရားကဘာဖရားလဲထာဝရဖရားဟောအဲ့ဒီကလေးကပြီးသွားပြီခရိယန်နေရလေမလှိမ့်တပတ်လောက်ခံနေရတာမယုံတော့နဲ့ဒီနေ့ဒီခရိယန်နေမှာဒီဘိတ်လုပ်နေတဲ့အစီအစဉ်တစ်ခုရှိတယ်ဘာသလားထာဝရအသက်ရှုံးနိုင်လားမရှုံးနိုင်ဘူးလားဟာထာဝရအသက်ဘာလို့ပြောမှာတော့ရထားတဲ့အသက်ကဘာအသက်အဲ့ဒါဆိုထာဝရအသက်ဘာဆိုမှာပဲထာဝရပေါ်ဟယ်လိုအော်ထာဝရအသက်ဘာဆိုမှာထာဝရပေါ်အဲ့ဒါရှုံးမယ်ဆိုတော့ဘယ်လိုအုံနောက်နဲ့ဘယ်လိုခွဲဖြတ်မတည်တော့ဘူးထာဝရတက်ရပြီးရင်ပြီးပြီ finish ပြီးပြီအာမင်ထာဝရဘုရားသည်ငါ့ကိုဘာလုပ်လဲမဆတော်မူသည်ဖြစ်၍လူသည်ငါ၌ပြုနေလူတွေပြောလိမ့်မယ်နင်းလေဘလို့မှလူဖြစ်မဲ့သူမဟုတ်နင်းလိုမျိုးနင်းကဟာရှောက်မပြောနဲ့ကဲဆိုတာမဟုတ်ကဲရှောက်ပြောနဲ့ပြောမယ်လူသည်ငါ၌ပြုနေသည်များငါမကြောက်ဟုငါတို့သည်ရဲရင်သောစိတ်နဲ့ပြောဆိုရတဲ့အခွင့်ကိုဘုရားကပေးထားပြီသားအာမင်ရဲပြောဘေးနာရှိတဲ့မင်္ဂလာစကားကိုရဲပြော
အာမင်အာမင်မင်္ဂလာစကားကိုရဲပြောရင်မင်္ဂလာတွေသင်ရဲ့အထက်ကိုရောက်လာလိမ့်မယ်2024မှာစတင်ပြီးတော့စိုင်းရင်မကောင်းဘူးလားတလတောင်ပြည့်တော့မယ်စပြီးတော့ဆိုင်းရအောင်ဒုတိယလဟုတ်လားဘာလဲ February လထဲမှာစတင်ပြီးတော့အသီးပွင့်နေမြင်တွေ့ခြင်းပါသလားမြင်တွေ့ခြင်းနဲ့ဆိုတော့စတင်ပြီးတော့ကြွေးကြော်ရအောင်စတင်ပြီးတော့ဝန်ခံရအောင်စတင်ပြီးတော့ဖခင်ကောင်းချီးပေးထားပြီးသားအာမင်အာမင်34ခုမြောက်သောစာလံအငယ်7ကိုသွားမယ်ဘာပြောလဲအာမင်ဟုတ်လားညီကိုမောင်မတို့ဟုတ်ပြီဘယ်သူကမကောင်းတာကိုတွေးချင်တဲ့သူရှိလို့လဲသင်အနာဂတ်ကိုကောင်းတာတွေးချင်သလားတဲ့တွေးချင်တာမင်းနေပြီကောင်းမွန်တဲ့အရာတွေကိုမင်းတွေးချင်လားတဲ့တွေးချင်လားအသက်ရှင်ခြင်းနဲ့တကွနေ့ရက်ကာလဆိုအသက်ရှည်ခြင်းသလားတဲ့ကောင်းမွန်သောမင်္ဂလာတွေနဲ့အသက်ရှည်ခြင်းပါသလားတဲ့တောင်းတလိုချင်သောသူမိတိကားတဲ့73ကိုရှာကိုမကောင်းသောအရာနဲ့ကင်းစေလော့တဲ့လာပြီကျမ်းစကားဖြစ်တဲ့အတွက်ကြောင့်နည်းနည်းပြန်ရှင်းပြနေရတာစနစ်တင်းတို့တွေကကျွန်တော်ထပ်တော်တယ်โอเคကျွန်တော်10တန်းမအောင်ဘူးကျွန်တော်ခင်ဗျားတို့တော်တယ်ဒါပေမဲ့ကျွန်တော်ရှင်းပြနေရတယ်ဆိုတာကကျမ်းစာမဖတ်လို့ဖတ်တဲ့သူကရှင်းပြနိုင်တော့တာပဲတင်းတို့လည်းဖတ်လိုက်ရင်တင်းတို့လည်းနားလည်သွားမှာပေါ့ဒီခါလေးဖိုင်နဲ့နားမလည်တဲ့ဖွဲ့တွေမရှိဘူးလားရှိတယ်ဘာလို့လဲဆိုတော့အမြဲတမ်းတစ္ဆာနဲ့မဖတ်လို့10ရက်ဖတ်လိုက်9ရက်ပြန်နားလိုက်ပြီးတော့နောက်10ရက်ပြန်ဖတ်လိုက်တစ်လပြန်နားလိုက်ဘယ်ကနေပြန်စမသိကဘာဦးကျနေပြန်စတာအဲ့ဒါပဲဗျာဒိတ်ကျမရောက်တော့ခရစ်တော်ကြွလာတော့မှာဒါမဲ့ပြောချင်တာပါလဲကောင်းမွန်သောအရာကိုတွေးမိအကြောင်းတွေးမိအကြောင်းเนาะပြောဒါဆိုစကားဘယ်လိုလဲပြောဗမာစကားနားလည်ကြတယ်အားလုံးကောင်းမွန်သောအရာကိုတွေးမြင်မိအကြောင်းနဲ့ပါလဲပြောပါဦးကောင်းမွန်သောအရာကိုတွေးမြင်မိအကြောင်းကြံစည်တွေပြောပါဦးဟဲ့ခလေးတွေတားတော့အင်္ဂလိပ်လိုပဲမလုံးတတ်တော့ကြံစည်တွေကောင်းမွန်သောအရာကိုတွေးမြင်မိအကြောင်းပါလဲဟေးကောင်းမွန်တဲ့အရာတွေကိုဘုရားသခင်သင်အနာဂတ်မှာပြင်ဆင်ထားပြီးသားအဲ့ဒါတွေကိုမင်းတို့တွေးဖို့ရန်အတွက်တဲ့ဟုတ်ပြီနော်ပြီးတော့မှတဲ့အသက်ရှင်ခြင်းနဲ့တကွနေ့ရက်ကာလဆိုပါလေအသက်ရှည်တာကိုပြောတာတောင်းတလိုချင်တော့သူမိတီကတဲ့ဒီစကားတကယ်တကိုးပါလားကျန်စီတွေသတိထား73ကိုရှာကိုမကောင်းသောအရာနဲ့ကင်းစေအဲ့ဒါဆိုရင်အသက်ရှင်မယ်မင်္ဂလာတွေထဲဝင်စားမှာအာမင်အာမင်တင်းနှုတ်ကိုဘုရားကောင်းချီးပေးထားပြီးသားလားပေးထားပြီးသားယေရှုခရစ်တော်အပြင်အောင်ချင်းခွင့်ပေးထားပြီးသားလားပေးထားပြီးသားဘုရားခင်သားတွေကလောကကိုအောင်လားဘာအပြင်အောင်ချင်းခွင့်ရမလဲဟုတ်တယ်ဒါဆိုယုံတဲ့သူကဘာလုပ်လဲဟုတ်တယ်အဲ့ဒါနဲ့ပဲလဲနေလို့မရဘူးဘုရားသားဖြစ်ပြီးသွားပြီနော်ဘုရားသားဖြစ်တဲ့သူကလောကအောင်လားအဲ့ဒီအောင်မြင်ခြင်းကိုဘုရားပေးထားပြီးသားလားပေးထားပြီးတော့ဘာနဲ့ရယူမလဲယုံကြည်ခြင်းနဲ့ရယူမယ်အဲ့ဒီယုံကြည်ခြင်းနဲ့ရယူဖို့အတွက်ယုံနေဆိုပြီးတော့ဒီတိုင်းပဲညင်နေလို့မရဘူးယုံရင်ပြောရတယ် if you believe it you have to say it believe it say it and you will see it hallelujah hallelujah သင်ယုံရင်ယုံတဲ့အတိုင်းမထားရဘူးယုံရင်ပြောရရမယ်ယုံရင်ပြောရရမယ်ယုံရင်ပြောရရမယ်ပြောဆိုတော့အခွင့်ကိုပေးထားရလို့မပြောဘူးလားခုနဘယ်ကျမ်းပိုက်မှာပြောလဲဟေဘရဲ73အငယ်6ဟာလေလုယာဆိုတော့ယုံရင်ဘာလုပ်ရမလဲယုံတဲ့အတိုင်းပြောယုံတဲ့အတိုင်းပြောမယုံတဲ့ဟာတွေရှောက်မပြောနဲ့မယုံတော့မယုံပါဘူးဒါမဲ့ပြောကြည့်တာကရှောက်မလုံးနဲ့ယုံတဲ့အတိုင်းပြောတဲ့အတိုင်းမြင်ရမယ်နှုတ်ခိုင်းရဲ့အသီးကိုဝါစွာ2024မှာ
နှုတ်ခမ်းအတီးကိုဝါစွာစားကြရအောင်နှုတ်မကျွံစေနဲ့မဟုတ်တာလေနှုတ်ခမ်းအတီးရဲ့စီးပွားနဲ့ဝါတော်သူတွေဖြစ်ပါစေအာမင်တင့်ကိုဖခင်မင်္ဂလာတွေပေးထားပြီးသားမယူတက်လို့မရတာယူတဲ့နီးပေးလိုက်ပြီဖခင်သားသမီးတို့ဖခင်မင်္ဂလာပေးထားပြီးသားလားပေးထားပြီးသားလားအဲ့ဒီပေးထားတဲ့မင်္ဂလာတွေကိုနံပါတ်1ယုံရမယ်ယုံတဲ့အတိုင်းရပြီဆိုတာပြောရမယ်ယုံကြည်ခြင်းနဲ့ပြောရင်မဖြစ်နိုင်တဲ့အရာတွေသင်ရဲ့တက်တာထဲမှာဖြစ်လာလိမ့်မယ်နောက်ဆုံးကြံပိုက်နဲ့အဆုံးသတ်မယ်ဒါအမြဲတမ်းပြောနေကြကြံပိုက်ဒါမဲ့နှုတ်ခမ်းတကူကဘလောက်အရေးကြီးလဲဆိုတာသိရင်သင်တို့ဝန်ခံမယ်မဖြစ်နိုင်တဲ့အရာတွေသင်ဘဝမှာဖြစ်လာမယ်မာကုခန်းကြီး7အငယ်23ဒါရပြီးသားဒါမဲ့ကျွန်တော်ပြန်မလို့ရစေခြင်းနဲ့လိုက်ဆိုငါအမှန်ဆိုဒီကအကျဉ်သူသည်ယုံမသောစိတ်နဲ့ကင်း၍အရင်ဆုံးပါလာလေယုံမတဲ့စိတ်တော့ရှိရမယ်ယုံမတဲ့စိတ်ဆိုတာလုံးဝယုံကြည်တဲ့စိတ်နဲ့ကင်း၍ယုံကြည်တဲ့စိတ်နဲ့မိမိဆိုဒီတိုင်းဖြစ်မိဟုမိမိဆိုဒီတိုင်းဖြစ်မိဟုဒါလေးကြော်သွားလို့မရအောင်မိမိဆိုဒီတိုင်းသင်ပြောတဲ့အတိုင်းဖြစ်မယ်ဆိုတာသင်ယုံဖို့အရေးကြီးတယ်ဟာလေလုယာ2024မှာသင်ပြောတဲ့အတိုင်းဖြစ်လာလိမ့်မယ်သင်ပြောတဲ့အတိုင်းဖြစ်လာလိမ့်မယ်ဘေးနားမှာရှိပြောလိုက်သင်ပြောတဲ့အတိုင်းဖြစ်လာမယ်ပြောသင်ပြောတဲ့အတိုင်းဖြစ်လာမယ်အာမင်သင်ပြောတဲ့အတိုင်းဖြစ်လာမယ်ယုံကြည်ပါသလားယုံကြည်ပါသလားရင်မခုန်ဘူးလားသင်ပြောတဲ့အတိုင်းဖြစ်လာတော့မယ်ဆိုတာရင်မခုန်ဘူးလားဒါမဲ့သင်ဖြစ်ခြင်းတဲ့အရာကဖရာသခင်ရဲ့အလိုတော်နဲ့တော့ညီရမယ်နော်ဘာတွေဖြစ်ကုန်ပြီလဲဟမ်ပါဝါတွေပိတ်သွားလားဘာလဲပြန်ဖွင့်လိုက်ဆရာအလင်းရဲ့သားဖြစ်တော့ကြောင့်အလင်းထဲမှာပဲနေရှင်တယ်မဟုတ်ရင်မီးတွေအကုန်ဖွင့်စားဖွင့်အကုန်ဖွင့်စားဘာလဲအကုန်ဖွင့်မီးတွေရှိပြီးတော့ဘာလုပ်နေလဲမသိဖွင့်စားအကုန်โอเคအဲ့လိုဘာလဲမသိသူများလည်းမျက်လုံးတွေစူးကုန်ပြီကြီးချက်လက်လုံးငါမှန်ဆိုဒီကအကျဉ်သူသည်ယုံမှားသောစိတ်နဲ့ယုံမှားတဲ့စိတ်နဲ့တော့ယုံမှားတဲ့စိတ်ဆိုတာဘာလဲနားလဲအောင်ရှင်းပြမယ်ယုံမှားတဲ့စိတ်နဲ့ကင်းရတော့ပြောတယ်ပြန်ရောက်လဲရောက်ဖားလဲဆိုမသိမှဆိုလို့ယုံမှားတဲ့စိတ်နဲ့ကင်းတယ်ဆိုတာဘာလဲတန်တရားမရှိတာငါပြောတဲ့စကားတန်တရားဖြစ်တော့လဲဖြစ်ဖို့လဲမဖြစ်တော့အဲ့လိုတွေရှောက်မလုံးနဲ့ရှောက်ငါပြောတဲ့အတိုင်းဖြစ်လာမယ်အကျဉ်သူဒီယုံမှားသောစိတ်နဲ့ကင်းမိမိဆိုသည့်တိုင်းဖြစ်မိဟုဘာလဲကွယုံနဲ့ထိုးတောင်ကိုနေရာမှာပင်လယ်နဲ့ကြလို့ဆိုရင်ထိုးသူဆိုသည့်တိုင်းဆိုတော့ယုံကြည်ခြင်းနဲ့ဘာနဲ့တွဲနေလဲကွဆိုတာနဲ့တွဲနေတယ်ယုံလားယုံရင်ပြောတယ်ပြောတဲ့အတိုင်းမင်းမြင်ရမယ်တဲ့ဟုတ်ပါသလားယုံတဲ့အတိုင်းပြောဖခင်ပြောထားပြီးသားလဝကနဲ့မှာငါမင်းတို့ရဲ့ယောဂဝေဒနာအလုံးတော့ငါခံပြီးသွားပြီငါခံတော့တန်ချဖြစ်မင်းတို့အနာရောဂါပျောက်ပြီပြောနေ့တိုင်းမှာဝန်ခံငါစားတဲ့စားတောက်တဲ့ရေကိုဖခင်ကောင်းကြည့်ပြီးတော့ငါထဲအနာရောဂါကိုနှုတ်ယူမယ်အာမင်ရှင်းပြောပြမယ်ကျွန်တော်သင်းအုပ်ဆရာလုပ်ခဲ့တဲ့နေရာတိုင်းမှာအတုပချရတယ်ဆိုတာမရှိဘူးတကယ်ပြောတာနောက်တာမဟုတ်မယုံရင်စဉ်းစားကြည့်ရှိလားအမေကျွန်တော်အတုပချဘူးလားမချတဲ့အတွက်ကျွန်တော်လည်းမချတတ်ဘူးဒီနေ့ထိမင်္ဂလာဆောင်ပေးတယ်ကလေးမွေးတယ်အချစ်ကျန်မွေးတယ်ဒီဖွဲ့လည်းမွေးတယ်အတုပမချတတ်ဘူးဒီနေ့ဘာလို့ကျွန်တော်အတုပချရင်ကျွန်တော်သွားဆွဲထူမှာယေရှုရောက်တဲ့နေရာတိုင်းမှာအဲ့ဒီအတုပပြောင်းပြန်နေဖြစ်ကုန်တယ်ရှင်ပြန်ထားမြောက်ကုန်လို့ကျွန်တော်ယုံကြည်တာဒီ ministry ကအတုပချတဲ့ ministry မဟုတ်ပါဘူးဟဲ့အဲ့ဒီသေတဲ့သူပြန်ရှင်တဲ့ ministry ရဖြစ်ဖို့ဆရာဆူတောင်းတယ်သေပြီဖြစ်တဲ့လာဇရုရဗလိုင်းပြန်ထလာသူများတော့ပါပြီးတော့ကိုရောတဲ့နည်းနည်းပဲအခေါင်းလေးကိုကောင်းချီးပေးလိုက်မဟုတ်ဘူးလာဇရုထွက်ခဲ့တယ်ဟာကိုရောဘာရှော့လို့တာလဲကိုရောလှုပ်လိုက်အဆိုင်ကြီးပဲဖခင်သားသမီးလည်းအမြဲတမ်းအစားမဲ့ဖြစ်နေရမယ်2024စမ်းကြယ်ရမယ်ဖခင်နာမတော်နဲ့အာမင်မိမိဆိုဒီတိုင်းဖြစ်မိယူယုံနဲ့ထိုးတောင်းကိုနေရာမှာပင်လယ်နဲ့ကြလောက်ဆိုလင်ထိုးသူဖြစ်မယ်ဒီ2024မှာသင်ဆိုတဲ့အတိုင်းသင်မြင်တွေ့ရမယ်ဟာလေလုယာတောင်ကိုနေရာရွှေ့သွားပါလေအဲ့တောင်ဆိုတဲ့ယောဂဆိုတဲ့တောင်အမင်္ဂလာဆိုတဲ့တောင်ဝမ်းနည်းခြင်းဆိုတဲ့တောင်အကျွေးဆိုတဲ့တောင်နေယောဂဆိုတဲ့တောင်အကျွေးဆိုတဲ့တောင်ဘာတောင်နေရှိလဲပြောပြဿနာဆိုတဲ့တောင်
ဘာတွေကြံသေးလဲစိုးရင်ချင်းဆိုတဲ့တောင်းနဲ့အကုန်ပင်လယ်ထဲမှာချပလိုက်စမ်းပါအောင်မြင်ခြင်းနဲ့2024မှာစတင်ပြီးတော့မှအသက်ရှင်တော်သူတွေအသီးသီးဖြစ်ပါစေယေရှုနာမနဲ့သင်တို့ပေါ်မှာကောင်းချီးမင်္ဂလာကိုကြီးညာပါ